โอเคကျွန်တော်တို့ဒီနေ့ကတော့အာတူးတွေပေါ့တူးတွေကတော့ကျွန်တော်တို့ discuss ကတော့ discuss တဲ့ဆိုင်ဆွေးနွေးကြမှာပေါ့နော်ဘယ်လိုတွေသုံးကြလဲဘယ်လိုတွေဘာတွေသုံးမှုကြတယ်လဲပေါ့နော်ဒီမှာတော့အကြမ်းမြင်မယ်ပေါ့အကြမ်းမြင်မယ်သွားမယ်ဆိုတော့ဒီမှာတော့သုံးခုလောက်ပဲပြောထားပါပေါ့နော် Canvas ရဲ့ Grammarly ရဲ့ Busmo ရဲ့ပေါ့နော်ကြတော့Canva ကတော့ခုနကပြောလို့ပေါ့နော်ငါတို့ video တွေ design လုပ်တာတွေ presentation တွေလုပ်တာတွေသူကတော့အများကြီး create လုပ်တော့တာပေါ့နော်ကျွန်တော်တို့ရဲ့ခုနက digital platform မှာသုံးမဲ့ဟာတွေပေါ့နော်ဒီက photo တွေတို့ infographic ရော video ရော photo ရောအကုန်လုံး Canva မှာအကုန်ရတယ်ပေါ့နော်နောက်ကတော့ရေးသားတွေကတော့ Grammarly လိုဟာမျိုးတွေမှာကိုယ့်ရဲ့ရေးသားတွေကိုspelling စစ်တာတွေတို့နောက်ကြတော့အသုံးဒါပေမဲ့ပြဿနာကလေအဲ့ဒါမြန်မာပြည်ရဲ့ gap ပြန်နော်ကိုဖြိုးဝေအောင်ကျွန်တော်တို့အဲ့ဒါတွေလုံနိုင်တော့မစိုးပေါ့ဘာလဲဆိုတော့ခုလိုမျိုး Grammy လို့တော့ပေါ့နော်မြန်မာရေးသားတွေချောအောင်ပြင်ပေးမဲ့ AI တခုရှိရင်တော့ကောင်းမယ်ထင်တယ်ပေါ့နော်ဘာလို့ဆိုဟိုလက်ရှိ AI တွေအကုန်လုံးက English platform တွေဆိုတော့ English ရေးသားတွေ English content creation English content marketer တွေအတွက်ကတော့ so easy going ဖြစ်နေတာပေါ့နော်သူတို့အတွက်ကကျွန်တော်တို့ဗမာတွေအတွက်ကတော့ I think is a little challenges ပေါ့ although they can translate ဒီ AI တွေက translation ပေးတော့ညာလဲsmooth ဖြစ်ဖို့ကခက်တယ်ပေါ့နော်ဥပမာဆို DC ကတော်တော်များများ smooth ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကျန်တဲ့ခု Grammy လို့ကျွန်တော်တို့ပေါ့အသုံးအနှုန်းလေးတွေကြွေသွားမဲ့စကားလုံးလေးတွေပြင်ပေးတာတွေဒါစပြင်ပေါ့နော်ဒါမျိုးလေးကကျွန်တော်တို့ market မှာ gap ဖြစ်တယ်ဗျအဲ့ဒါမျိုးတွေကျွန်တော်တို့ဖြည့်ဆည်းနိုင်တော့မစိုးဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါကိုဘယ်လိုဖြည့်ရမလဲဆိုတာလုံနိုင်တော့ဟိုမြန်မာရုံးစာနဲ့ပတ်သက်ရင်တော့သူကစနစ်ကျွန်တော်တို့ရှိပြီးသားပေါ့အပြီးတန်ဆိုပြီးတော့ဒါပေမဲ့ဒီနေ့စဉ်သုံးပြောစကားအတွက်ကသုံးစရာအဲ့လိုမျိုးstandard တခုဘာမှမရှိတယ်လို့ဖြစ်နေအဲ့ဒါလည်းအဲ့လိုမျိုးပေါ့ဟိုရုံးစာရေးသားပြန်တာမျိုးဒါပေမဲ့ခုနလိုပေါ့ခုလိုမျိုးငါတို့ content creation တွေကြာလေနော်ဥပမာဆိုရင် professional တုံးနဲ့ရေးမလား professional တုံးနဲ့ရေးမလား funny တုံးနဲ့ရေးမလားစသဖြင့်အဲ့လိုမျိုးတုံး creation လုပ်ဖို့အတွက်က English မှာရတယ်ကွာငါတို့မြန်မာမှာကျတော့အဲ့လိုရေးသားတွေမရှိဘူးကွာဟိုမှာ friendly တကယ်ချင်း style နဲ့ရေးမလားဆရာကြီး style နဲ့ရေးမလားအဲ့ဒါမျိုးတွေ create လုပ်ပေးမဲ့ AI မရှိဘူးလားလို့လေကျွန်တော်အမြင်ပြောပြလေအဲ့ဒီ guest ကိုဖြည့်နိုင်တော့ market မှာကိုယ်နေရာရမှာအဲ့ဒါတော့ခုလက်ရှိခုဆွေးနွေးနေပေါ့နော်ဒါ market ရဲ့ gap ကိုကျွန်တော်မြင်တာပြောပြပေါ့နော်နောက်က Busmo ကကျတော့အဓိကတော့ပြောအော်ဂျာမန်တို့ဒီပြင်သစ်တို့အင်္ဂလိပ်တို့ကြတော့တစ်နှစ်နဲ့တစ်နှစ်ကိုဒီနေ့စဉ်သုံးကအတစ်ထွက်ခဲ့ရင်တော့မှသူတို့ကဒါအတိမတ်ပြုရဆိုပြီးတော့စောက်တွေပါထုတ်နိုင်ဒီမြန်မာမှာကျအဲ့လိုမျိုးမရှိဘူးတော့ဗန်စကားအတစ်သုံးရင်တော့မှဒါကဥမာဆိုအတိတ်နမိတ်မကောင်းဘာညာဆိုပြီးတော့မြန်မာသာဖြည့်ဆည်းတယ်နော်ဥမာဆိုဒီကျွန်တော်တို့ဒီမမရဆိုဒီမက်ကယ်တို့ပါလို့ဆိုဒီဖေးပေါ်တာတွေမှာပဲသုံးပေးမယ်သူတို့တကယ်အပိဓာနဲ့မှဒါထည့်ပြီးအဲ့လိုပုံညောင်းမအဲ့လိုမရှိတော့ဒါအဲ့လို standard တခုမရှိတော့ဒါလောက်ဖို့ဟောပါပေါ့နော်ဟိုငါတို့မီကယ်တို့ဆိုရင်ဟွာတွေပေါ့ဟို hot blood တွေပေါ့ magic blood တဝက်လူတဝက်အဲ့ဒါတွေကိုအဲ့ဒါတွေကိုတကယ်နေ့စဉ်သုံးစကားအတွက်သူကတရားဝင်ထုတ်ပြီးစားရဲလိတ်ရေးလို့ရတယ် EDN တွေလည်းရှိတယ်လေနော်အဲ့လိုမျိုးစက်ကြတွေကို market ခေါ်တာတော့ပါတော့အဲ့လိုမြန်မာကျတော့ဘလိုနေဟိုဥဆိုပါအောင်ဂျင်းနဲ့ထမင်းပဲလို့ပြောရင်တော့မှဒါနင်းဟာ entertainment မကောင်းနောက်လူတွေအကုန်စင်းရဂျင်းနဲ့ထမင်းပဲစမ်းနမိတ်မကောင်းပါကိုယ်ရေတဲ့ထမင်းနဲ့ပဲဖြစ်နေပါထမင်းတော့စားပါတော့မလားသူတရားရှိချာကျတော့Busmo ပေါ့Busmoကကျတော့သူကကျတော့ခုနလိုပေါ့ကျွန်တော်တို့ရဲ့ content တွေပေါ့ဟိုမှာ idea စလုပ်တဲ့ဥမာမြန်မာလက်ဖက်တုပ်ချောင်းဆိုရင်လက်ဖက်တုပ်ချောင်းဆိုလက်ဖက်နဲ့ပတ်သက်တာတွေကိုသူကရှာပေးတယ်ပေါ့ keyword တွေလူတွေခုတော့မြန်မာပြည်သူတွေကလက်ဖက်နဲ့ပတ်သက်ပြီးဘာတွေစိတ်ဝင်စားနေလဲလက်ဖက်တုပ်ကိုစိတ်ဝင်စားလားလက်ဖက်ရည်ကိုစိတ်ဝင်စားလားဘာအကြောင်းတော့စသဖြင့်ပေါ့နော်သူက social media တွေမှာ လိုက်ပြီး analyze လုပ်တာပေါ့နော်ကိုရဲ့ဟို content ရေးမဲ့ topic နဲ့ပတ်သက်ပြီးတော့အာလူတွေကဘယ် topic မျိုးကိုအသုံးများသလဲဘယ်ဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးတော့ဘယ်အကြောင်းအရာကိုစိတ်ဝင်စားသလဲသူအဲ့လိုမျိုး analyze လုပ်ပေးတာပေါ့ analyze လုပ်ပြီးတော့ကိုကအားဆိုရင်ကိုယ့်ရဲ့ product နဲ့ချိန်ညှိပြီးတော့ဟိုလူတိုင်းကြိုက်မဲ့ content ကိုကို creation လုပ်တာပေါ့နော်ဒါအဲ့တော့ကျွန်တော်ဟို market agency အကြီးစားကြီးတွေတော့ကျွန်တော်မပြောတတ်ဘူးဗျမြန်မာပြည်မှာတော့ကျွန်တော်ကြီးလောက်ကတော့လေဟိုသိရမလားဟိုကျွန်တော်တို့ဆေးကြောင်းမှာတင်တယ်လို့ပေါ့နော်ကျွန်တော်ဆရာဝန်တွေမှာဆိုရင်နဲ့3နည်းရှိတယ်ပေါ့နော်ဟိုမှုတ်လန်းနဲ့စုပ်လန်းနဲ့ရုပ်လန်းပေါ့နော်မှုတ်လန်းဆိုတာမှန်းလို့တာမုတ်လန်းဆိုတာမုတ်လန်းဆိုတာသိရမလားမားထားတွေကန်ထားတွေယာနေရတွေမှုတ်တာမဟုတ်ဘူး
မုံလန်းဆိုမှန်လောက်တာပေါ့နော်စုံလန်းဆိုတာစုပ်ပေါက်တာပေါ့အဲ့ဒါမဟုတ်ဘူးပေါ့နော်စုံလန်းဆိုတာစမ်းလောက်တာပေါ့နော်ရုပ်လန်းဆိုတော့ရမ်းလောက်တာပေါ့နော်အဲ့ကြတော့ကျွန်တော်တင်တယ်မြန်မာပြည်အကောင်တွေ social influencer တွေရောပေါ့နော်အကောင်လုံးကအဲ့လမ်းသုံးလမ်းကနေပြီးတော့ခြုံကော်လို့ဆိုင်ချန်ဘာဘယ်လိုပြောမလဲခြုံကော်လို့ဟိုဂျိုကော်လို့ဆိုင်ပေါ်ရောက်သွားတဲ့သဘောပေါ့ဆိုင်ကော်လို့ခြုံပေါ်ရောက်သွားတဲ့သဘောပေါ့အဲ့လိုသဘောမျိုးဖြစ်နေတာပေါ့နော်အဲ့နီလန်းသုံးပြီးတော့ရောက်သွားဆိုတော့ဟို content တစ်ခုကိုခုလိုမျိုးပေါ့ Bosumoro လို့တေချာ analysis လုပ်ပြီးတော့ဟိုပေါအောင်လုပ်တဲ့ agency လက်ရှိမှာပေါ့လေဒါပေမဲ့ကျွန်တော်တို့မသိရလဲပါမှာပေါ့လေဒါပေမဲ့ကျွန်တော်အမြင်ပြောရင် generally ကတော့ခုနကနီလန်း3လန်းနဲ့ကနေပဲကန်ကောင်းပြီးတော့ဟို popular ပေါက်သွားတာတွေများတာပေါ့နော်ကျွန်တော်အမြင်ပြောရင်ဒီလိုမျိုးဟိုတေချာ analysis လုပ်ပြီးတော့လုပ်တာရှားမယ်လို့တော့ထင်တယ်ပေါ့နော်ဒါပေမဲ့ကိုရီးယားတော့ဟို professional way ကိုသင်တဲ့အချိန်မှာဆိုရင်တော့ဒီလိုတွေလုပ်ပြီးတော့မှအဲ content တွေရပြီး idea တွေရပြီးရေးပြီးဆိုမှကျွန်တော်တို့ campus မှာသွားပြီးတော့ create လုပ်တဲ့ present လုပ်မယ်ပေါ့နော်ဒါမျိုးတွေသွားတာပေါ့ဒါလက်တွေ့ impractical မှာတကယ် professional way သွားမယ်ဆိုရင်ဟုတ်ပြီcampus ကိုကြည့်အောင်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီ digital tool တွေကိုဘာကြည့်လို့တော့လဲဆိုတော့အဓိကကတော့ဒီ digital tool ခုဆိုရင် digital မဟုတ်တော့ပေါ့ AI tool ဖြစ်သွားပြီပေါ့နော် AI digital marketing တွေကိုဘာလို့ဟိုသုံးရမှာလဲဆိုတော့သူတို့ကefficiency ဖြစ်တယ်ပေါ့နော် streamline process like the design editing research ပေါ့နော်တခါတည်း design တွေရော edit လုပ်တာတွေရော research လုပ်တာတွေရောတနေရာထဲမှာရနိုင်တဲ့ efficiency ဖြစ်တဲ့ quality ပေါ့ quality ဆိုတာ improve the your professionalism and effectiveness of content ကိုယ့်ရဲ့ content ကိုလူကြည့်လိုက်တဲ့လူရှိန်တာပေါ့နော်ဟိုဆိုတော့ပုံလေးကလက်လာတဲ့စာတွေကလည်းလမ်းနေဆိုတော့ professional ဆန်နဲ့ကိုယ့်ရဲ့စာအဲပုံရောစာရောကောင်းတဲ့အတွက်ကိုယ့်ရဲ့ content ကထိရောက်တယ်ပေါ့ effectiveness ဖြစ်တယ်ပေါ့နော်အားကြတော့ quality ကောင်းတယ်ပေါ့ဒါကြောင့်မို့ကျွန်တော်တို့ဒီ digital tool တွေကိုသုံးဖို့လိုတယ်ပေါ့နော်ခုဆိုရင်တော့ AI tool တွေဖြစ်သွားပြီပေါ့နော် insight မှာကြတော့ provide the data driven decision for the better performance ပေါ့နော်ဒါသူ digital tool တွေမှာဆိုရင်သူကခုနကလို evidence based တွေပေါ့နော်ချက်လက်တွေနဲ့သူတို့တခြားလုပ်ပေးထားတာဖြစ်တဲ့အတွက်digital tool တွေသုံးရတာအခု AI tool တွေသုံးရတာက efficient ဖြစ်တယ် quality လည်းကောင်းတယ် evidence based လည်းဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့ဒီ tool တွေသုံးတယ်ပေါ့နော်အဲ့မှာဆိုရင်ငါတို့ဒီနေ့မှာဆိုရင်ခုနကကျွန်တော်ပြောလို့သုံးခုပေါ့နော် Canva ပေါ့နော် Canva ကကျတော့ graphic design ပေါ့နော် graphic design အတွက်ဆိုရင်ငါတို့ Canva ကိုသုံးများကြတယ်နောက်ကျတော့ writing နဲ့ editing တွေကို Grammarly မှာသုံးလို့ရတယ်ပေါ့နော်နောက်တစ်ခုကကျတော့Busumo ပေါ့ Busumo ဆိုရင်ဒါခုနကကျွန်တော်ပြောလို့ content research တို့ analysis တို့ပေါ့နော်ကိုတင်လိုက်တဲ့ post ကဘယ်လောက်ပေါက်သွားတယ်လဲမပေါက်ဘူးလဲစသဖြင့်ပေါ့နော်ကိုကဘယ်လို post ကိုတင်ပေါက်မလဲဆိုတော့ content research လုပ်တာတွေကိုတင်မိသား post တွေကို analysis လုပ်တာတွေအတွက်ဆိုရင်ဒါတွေကသုံးပြီးတော့ဒါလေ့လာလို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်တို့ Canva ပေါ့ Canva တော့အားလုံးသိပြီးသားပဲပေါ့နော် Canva ကကြတော့ user friendly online graphic design tool ဒါခု Canva ဆိုရင်လည်းသူက AI ပါလိုက်ပေါ့ Magic tool ပေါ့ဒါပေမဲ့သူဟာ Magic tool ကျွန်တော်သုံးကြည့်ရလေတိတ်တော့ကျွန်တော်အနေနဲ့တော့ confident တော့မရှိဘူးသူဟာကြီးသုံးရတာလေဟို God ကတော့မှသူ့ထဲကောင်းသလား God ကထွက်တဲ့ပုံကတော့သူ့ထဲပိုကောင်းတယ်အဲ့ကြတော့ကျွန်တော်တော့သူ့ရဲ့ magic ကိုတော့အရင်ကတော့မသုံးတိတ်ကြီးမသုံးဘူးပေါ့နော်မကြိုက်လို့ပေါ့နော် user friendly ဒါပေမဲ့သူ့ရဲ့ pre-made design တွေကတော့သုံးတယ်ပေါ့နော် user friendly online graphic design tool ဖြစ်တဲ့ idea for the creative visualize the social media post presentation infographic and more နော်သူက Canva မှာဆိုရင်ငါတို့ဘာတွေလုပ်လို့ရလဲ social media post တွေလုပ်လို့ရတယ် post တွေအတွက်ပေါ့နော်ငါတို့ဓာတ်ပုံတွေ design တွေပြင်လို့ရတယ်ဒါကိုပြောအောင်လို့လုပ်နေတဲ့ presentation တွေနော် infographic တွေဒါတွေအတက်ပြင် video တွေပေါ့ video တွေမှသူကအစားပေါ့နော် post တွေဆိုရင်လည်းသူကတခါတည်း TikTok အတွက်လား Facebook အတွက်လား YouTube လား Instagram လားစသဖြင့်အကုန်လုံးကိုသူက design လုပ်ပေးတယ်benefit of Canva ပေါ့နော် Canva သုံးမဲ့ဆိုရင် easy of use သူက drag and drop interface ပေါ့နော်တခါတည်းဟိုဘာမှမခက်ခဲဘူးပေါ့နော်တခါတည်းသူကဆွဲယူလိုက်အောင်မယ်နော် drag and drop interface ဖြစ်တဲ့ no design expert တွေနေတဲ့ငါတို့ကခုနကလို photographer တွေပါတယ်မလို့ဘူးဘာလို့သူမှာ ready made template တွေရှိပြီးသားအဲ့ဒါတွေကိုငါတို့ဆွဲသုံးလိုက်အောင်မယ်နော်အားကြောင့်မလို့ easy of use ဖြစ်တယ်နောက်ခုက templates template ခုနပြောလို့ပေါ့1000 ready to use template for the different content format ပေါ့နော်ကိုကဘာကြော်ညာချင်တာလဲဗီဒီယိုကြော်ညာနေတာသင်တန်းကြော်ညာချင်တာလားလက်ဖက်တော့ကြော်ညာချင်တာလားကားကြော်ညာချင်တာစသဖြင့်ဘာဖုန်းကြော်ညာမှာလားကွန်ပျူတာကြော်ညာမှာလားကြိုက်တဲ့ကြော်ညာတွေအတွက်သူကတခါတည်း ready made template တွေကိုရှိထားပြီးသားနောက်ကျတော့ collaborative feature
collaborative feature ဆိုတော့ခုနကကျွန်တော်ပြောလို့account တစ်ခုဝယ်လိုက်မယ်ကျွန်တော် account တစ်ခုဝယ်တယ်ကျွန်တော် account ထဲမှာခုဖြိုးဝေအောင်ကကျွန်တော်နဲ့အတူတွဲပြီးတော့လုံးမယ်ဆိုရင်ကျွန်တော်ကိုဝေဖြိုးအောင်ကျွန်တော် account ထဲမှာထပ်ထည့်ထားလို့ရတယ်အဲ့လိုမျိုးပေါ့လောအပြင်ကိုယ့်ရဲ့အဒါမှမဟုတ်ခြားတငယ်ချင်းတွေရော invite လုပ်ပြီးတော့ထည့်လို့ရတယ် share and collab with the team members in the real time ပေါ့တခါတည်းတပြိုင်နက်ကိုcreate design တွေကိုတခါတည်းအတူတကွပြင်လို့ရတယ်ပေါ့နော်နောက်က co-fs tip ပေါ့တကယ်တော့ဈေးချိုပါတယ်ကျွန်တော်တို့ကမွဲလို့တာမတက်နိုင်တော့သူဟာနဲ့ပေးရတာနဲ့တက်နေပေါ့ကျွန်တော်မြင်ပြောရလေတစ်နှစ်မှာတစ်လမှာ$10ပဲကြာဆိုတော့ကျွန်တော်လိုနေတိုင်းပုံထုတ်နေတဲ့လူတွေကျွန်တော်နေတိုင်းဗီဒီယိုထုတ်နေတဲ့လူတွေအတွက်ဆိုရင်တော့တက်တာပေါ့တက်တာဆိုတာဘလောက်မှမကြာတော့ဘောနော်အဲ့ဒါမျိုးရှိမယ်ပေါ့နော် free and provisions to fit any budget ပေါ့နော်သူကဈေးသက်တာတယ်ပေါ့နော်ဒါ100လောက်ပဲရှိတာဆိုတော့$10ပဲပေါ့နော်ဒါကိုရီနဲ့အတွက်တော့ဟိုလို9000လောက်ဖြစ်နေတာပေါ့နော်4000ဝယ်9000လောက်တော့ဖြစ်နေတာပေါ့နော်တကယ်တော့ကျန်တဲ့လက်ဖက်ရည်တို့ဘာလို့ခြွေထားပြီးသုံးမယ်ဆိုရင်တော့ရတာပေါ့နော်ခုကျွန်တော်တော့ကမ်ပတ်တောင်ပြောင်းဝယ်ရမလားပေါ့စဉ်းစားနေကျန်တဲ့ဟာတွေခုရှော့နဲ့လက်ဖက်ရည်ပဲကျန်တော့လက်ဖက်ရည်ပဲရှော့ရတော့မယ်တော့ရှိရှော့နဲ့လက်ဖက်ရည်ပဲကျန်တော့အဲ့တော့ key feature တဲ့ Canva ရဲ့အဓိကဟာတွေကခုနပြောလို့ပေါ့နော် customizable template ဖြစ်တယ်သူက customizable ဆိုတာခုနကကျွန်တော်တို့ဒီဟွာတွေပေါင်းနေပါယုံနေမကဘူးပေါ့ template ready to template တွေမဟုတ်ဘူးသူကဒီပုံပဲဒီ post လေးပဲဒီ post လေးပုံလေးတစ်ပုံနဲ့ကိုပဲခင်ဗျားက TikTok မှာတင်ပါလားFacebook မှာတင်ပါလား YouTube မှာတင်ပါလားအဲ့ပေါ်မှာမူတည်ပြီး social media ပေါ်မှာမူတည်ပြီးတော့ template ကိုလည်းပြန်ပြီးတော့ adjust ပြန်လုပ်ပေးတယ်ပေါ့နော်social media ပေါ်မှာမူတည်ပြီးတော့ template ကို adjust လုပ်တယ် poster flyer presentation စသဖြင့်ဒီ ready made တွေကိုပါတယ်ပေါ့နော် customizable ဖြစ်တယ်ခုနကလို ready made ဖြစ်အောင်လည်းမကောက်သူကခုနကလို customizable လုပ်ပေးတာပေါ့နော်ကိုတင်မဲ့ platform like ပေါ့နော်အဲကြတော့ branded kit တွေပေါ့နော် branded kit တွေမှာဆိုရင်သူကlogo font color for the consistent branding ပေါ့အဲ့လိုမျိုး branded kits တွေကိုဒါဟိုတစ်ခါကိုပြောပြအောင်ပြောလို့ပဲပေါ့နော်ကျွန်တော်တို့ brand color နဲ့အလားတူအဲ့လိုမျိုးတွေတစ်ခါတည်း create လုပ်ထားလို့ရတယ်ကျွန်တော်တော့တစ်ခါမှတော့မလုပ်သေးဘူးပေါ့နော်အမေကိုလုပ်ချင်တယ်လုပ်နေကျွန်တော်ကလို့ဆို stock photo and icon ပေါ့နော်photo နဲ့ icon တွေကအများကြီးပဲနော်ကျွန်တော်ဆိုရတာပဲသုံးနေတာပေါ့နော် animation ဆိုရင် add the animation to create the dynamic visual animation တွေလည်းရှိတယ်တဲ့ဒါ Canva ရဲ့အားသာချက်တွေပေါ့နော်အားကြတော့ best practice for the Canva ပေါ့နော် Canva ကိုသုံးဖို့အတွက်ဆိုရင်တော့အဓိကကတော့ကိုယ့်ရဲ့ brand style နဲ့ like လုံးညီထွေရှိမဲ့ဟာ template တွေကိုရွေးချယ်နိုင်မှုလို့ရ choose ပေါ့နော်နောက်ခွာ key design and simple and clutter free ပေါ့နော်အဓိကတော့ design က simple ဖြစ်ပြီးတော့စိတ်ဝင်စားဖို့လိုတယ်ပေါ့နော် optimize dimension based on the platform ပေါ့နော်သူ့ရဲ့ platform ပေါ်မှာမူတည်ပြီးတော့ဒါဟိုအကောင်းဆုံးရွေးချယ်နိုင်မှုလိုတယ်ပေါ့နော်ဒီမှာတော့အဲ့ဟိုဒါနမူနာပြရင်တော့ကျွန်တော်လောက်ထားတာရှိရပေါ့ပုံမှန်တော့ငါတို့ Canva ကဝင်မထားတဲ့လူဆိုရင်တော့ဒီဥစ္စာ save in ဝင်ရမယ်ပေါ့နော် login ကို sign up လုပ်ရမယ် sign up လုပ်ပြီးတော့သူဝင်ရမယ်ပေါ့နော်share ပဲလုပ်လိုက်မယ်နဲ့တွေ့နော်ပါတီကောင်တင်နော် share ဟုတ်ပြီတော့ပြငါဖားဖြစ်သွားတယ်ဟုတ်ပြီအဲ့ဒါကြတော့ကျွန်တော်တို့ကံမာမထည့်ထားတယ်နော်အဲ့ဒါဆိုရင်တော်တော်လေးရနော်စတော့ကျွန်တော်ရဲ့ဟိုဟာလေးလောက်ပြမလို့ဒီမှာဟုတ်ပါဒါရ zoom platform ဖြစ်သွားတက်တွေအများကြီးဖွင့်ထားလို့လည်းလေးတာဖြစ်နိုင် extension တွေပါတစ်ချက်ကြည့်တယ် extension များလို့ဒီဟိုဟာဒီကခုနကနောက်ကျပြောမယ် hologram လေးပွင့်ထားလိုက်တယ် okay ဒါကမှပေါ်လာမသိဘူးနော်တော့လုတ်တင်မယ်ဆရာကမှတကူက
တော်တော်ဆိုရနော် Canva ကနောက်တစ်ခုက computer speed လည်းကောင်းမှုလိုတယ်နောက်တစ်ခုကဟိုပါပေါ့ connection လည်းကောင်းမှုလိုတယ်အဲ့ဒီခုတော့ဟိုပါပေါ့နော်ကိုသုံးမဲ့ computer ကတော့နည်းနည်းဟို speed ကောင်းမှုလည်းလိုတယ်ကိုသုံးမဲ့ internet connection ကလည်းကောင်းမှုတော့လိုတယ်ပေါ့နော်ကျွန်တော်တော့ပြင်ပြီးအဲ့ဟို Microsoft Office ဆိုတာပဲ download တာဒီသူတို့ပေါ့ပွားအဲ့ Microsoft ရဲ့တော့ပြအဲ့ချက်မြင်အောင်ညာဒီနေ့က line မကောင်းတင်တယ်အဲ့တော့ဟိုဒါဆိုရင်သူကတကယ်လို့ register လုပ်မထားသေးဘူးအသစ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာဒီ plan ကြီးပဲပေါ်မယ်။ဒါမှမဟုတ်သူတို့နမူနာဟာလေးတွေပါကောင်းပါနိုင်တယ်ပေါ့နော်။အဲ့ဒါရှိမယ်။နောက်တစ်ခုကအဲ့ဆိုရင်ဒီမှာဆိုရင်သူက user name ပေါ့ user name ရှိမယ်။ဟိုဟာရှိမယ်ပေါ့နော်ဒါကျွန်တော်ရဲ့ account ပေါ့နော်နောက်တစ်ခုကဒါကျွန်တော်စတော့ license နဲ့ဝယ်ထားတဲ့ account တစ်ခုရှိတယ်အဲ့ account ရှိမယ်သူကဒီမှာထပ်ထည့်လို့ရတယ်ပေါ့နော်ထည့်မယ်ဆိုရင်သူကနောက်ထပ် account တွေအများကြီးထည့်လို့ရထားတယ်ပေါ့နော်အဲ့ဆိုရင်ဒါကတော့ခုကျွန်တော်တော့အလုပ်လုပ်နေတာဖြစ်တဲ့အတွက်ဒီမှာကျွန်တော်လုပ်ထားတဲ့ဟို design တွေပေါ့နော်သူကအများကြီးရှိတယ်ပေါ့နော်အဲ့ကြတော့ဆိုတော့သူ့ရဲ့ဟိုဥမာဆိုရင်ဒါခုကျွန်တော်တို့ဒါခင်ဗျားတို့ဆိုရင်ခဏနေဒီသင်တန်းပြီးသွားရင် certificate လောက်တော့မှာဆိုရင်ကျွန်တော်ဒီမှာ certificate တွေလုပ်လို့ရတယ်ပေါ့ဗျာ certificate တွေလုပ်လို့ရတယ်ဒါကျွန်တော်သင်တန်းကျောင်းတွေလုပ်ထားတဲ့ certificate တွေပေါ့နော်ဒါဆိုရင်သူနာစေဝါကျွမ်းကျင်တဲ့ certificate ပေါ့နော်ရှိမယ်နောက်တစ်ခုကဒါဆိုရင်သူနာပြုကူတဲ့ certificate တွေရှိမယ်ပေါ့နော်ဒီခုကျွန်တော်ဒီသင်တန်းအတွက် certificate ကတော့မလုပ်ရတယ်ခဏနေလုပ်လိုက်မှာပေါ့နော်ညကြတော့ဒီနေ့သင်တန်းပြီးဆိုတော့ certificate လုပ်မှာပေါ့နော်ဒါ certificate တွေလုပ်လို့ရတယ်ဗျာသင်တန်းကျောင်းတွေအတွက် certificate တွေလုပ်လို့ရတယ်နောက်တစ်ခုကခုဒါဆိုကျွန်တော်ဒါ Facebook မှာတင်တဲ့ဟာတွေပေါ့နော် Facebook မှာ online ဓမ္မစာလာများဆိုရင်လည်းတင်လို့ရတယ်နောက်ကျကျွန်တော်ခုနကတက်ကြီးကျမ်းမာတွေမှာဆိုရင်ဒါသွေးတို့ယောဂါတို့ဘာတို့ NC နဲ့ပတ်သက်တဲ့ယောဂါတွေအကြောင်းကိုလုပ်တယ်ပေါ့နော်အဲ့မှာတော့လေ channel လူတော့မသိဘူးကျွန်တော်ကအဲ့ Facebook တင်ဒီ YouTube တက်နေဟာကိုပဲကျွန်တော်သုံးတာများတယ်ဘာလို့ဆို Facebook ဒီ post လေးကစိတ်ထဲမှာသေးတယ်လို့ခံစားရတယ်ကျွန်တော်စိတ်ထဲဒါတော့ Facebook ဟို YouTube တန်နေပဲပေါ့ကျတော့ Facebook post တွေကျွန်တော်ဒီ YouTube တန်လေးကိုပဲသဘောကျတာပေါ့နော်အဲ့ YouTube တန်လေး frame ကိုပဲကျွန်တော်ယူတာသုံးတာများတယ်အဲ့ဒါရှိမယ်ဒါဆိုရင်လည်းဒါ Facebook post လေးပေါ့နော် Facebook post လေးဆိုရင်ဒါကျွန်တော်သင်တန်းကြော်ညာအတွက်ပြင်ထားတဲ့ဟာလေးပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒါဆိုရင် Zoom background အတွက် Zoom background အတွက်ဆိုရင်ဒါကျွန်တော်ပြင်ထားတာပေါ့နော်အခုက Zoom background ကခုချိန်အောင်ရဒါ download ဆွဲထားပြီအဲ့အမျိုးရှိရပေါ့နော်အပြင် YouTube တန်လေးတွေလုပ်လို့ရတယ်ဒါကျွန်တော် YouTube တန်လေးလုပ်ထားတာပေါ့နော်အဲ့ဒါရှိမယ်နောက်ကြတော့ခုဒီမှာဆိုရင်ကျွန်တော်နေတိုင်းလုပ်နေရတာဆိုရင်ဟို daily news daily သတင်းပေါ့နေ့စဉ်သတင်းကိုကျွန်တော်လုပ်တယ်လုပ်တဲ့ချိန်မှာဆိုရင်အကုန်လုံးကဒီဟိုပါပေါ့နော် AI driven မဲ့သွားတာအဲ့ဒါတော့ဟိုအတန်ရောလား yes အတန်ရောအစတော့ကျွန်တော်ပြောတာခုနောက်ပိုင်းကျွန်တော်မပြောတော့ဘာလို့ဆိုကျွန်တော်မပြောချင်တဲ့ဟာကိုကျွန်တော်ရသွားတယ်ကြတော့ဟိုရသွားပြီပေါ့နော်ဒါဆိုရင်သူကနမူနာပေါ့နော်နမူနာဆိုရင်ဒါကဒါမနေ့ဟာပေါ့နော်ဒါဒီနေ့ဟာခင်ဗျားတို့လက်တွေ့လောက်ပြမလို့ internet connection နှေးနေရဗျကျွန်တော်မှတော့မူချပါသားခင်ဗျာအခုလိုမင်္ဂလာရှိလာတဲ့အချိန်ခါတမရမှာမင်္ဂလာပါလို့ခေါ်ဆက်တာပါတယ်ခင်ဗျာအတန်ဟုတ်ပါလားပါတယ်ဆရာဟုတ်ပါပါတယ်ဆရာယူကရိန်းသမ္မတဇယ်လင်စကီးသည်ယနေ့အမေရိကန်သမ္မတထရန့်နှင့်တွေ့ဆုံခဲ့ပြီးထရန့်လက်ထက်တွင်နင်းတို့၏ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်သည်ဆွေးနွေးမှုများတွင်လက်ရှိတင်းမာမှုများဖြစ်ပေါ်ခဲ့ပြီးနင်းမှာကမ္ဘာသတင်းစာမျက်များတွင်ထိပ်တန်းသတင်းအဖြစ်ရပ်တည်နေပါသည်ထရန့်ကမက္ကဆီကိုကနေဒါနှင့်တရုတ်တို့အပေါ်အဆိုပြုထားသောအကောက်ခွန်များကိုမတ်လ4 ရက်နေ့မှစတင်မည်ဖြစ်ပြီးမရီတွင်သေဆုံးမှုများဖြစ်ပွားခဲ့သောယထာဘေးအန္တရာယ်၏ဒုတိယနှစ်ပတ်လည်ထိမ်းမှတ်အဖြစ်အိတ်မြို့တွင်ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ပြီးမော်ဒယ်ဘုံများပါဝင်သောပရိပခများဖြစ်ပွားခဲ့သည်ဗီယက်နမ်တွင်နေစွမ်းအင်ဆိုင်ရာရည်မှန်းချက်များကသတင်းကောင်းစဉ်များကိုဦးဆောင်နေပြီး
ထိုင်းနိုင်ငံ၏ဖျော်ဖြေရေးလောကတွင် Magic Lover ဇာတ်လမ်းတွဲသည်ကြည့်ရှုမှု1 သန်းရောက်ရှိခဲ့သည်စင်ကာပူတွင်အချမ်းသာဆုံးမျိုးဆက်တစ်ခုအတွင်းမိသားစုအချင်းချင်းပဋိပက္ခသည်အာရှဘီလီယံနာများကြားဆက်ခံမှုဇာတ်လမ်းများနှင့်တူညီနေကော်ပိုရေးအုပ်ချုပ်မှုကိုအာရုံစိုက်စေသည်ကျွန်တော်အဓိကတော့ကျွန်တော်ဟိုပါပေါ့ vertical format ကိုလုပ်လိုက်တာပေါ့နော်ဘာလို့ဆိုအားလုံးလည်းသိတိုင်းမှာခုက TikTok ခေတ်ဆိုတော့ vertical format ကိုရွေးလိုက်တယ်ဒါ TikTok vertical format ပေါ့နော် vertical format ကို TikTok ပေါ့ TikTok format ကိုကျွန်တော်ယူလိုက်တယ်ယူပြီးတော့ဒီကောင်ကိုဗီဒီယိုထွက်လာပြီဆိုရင် TikTok မှာတင်တယ်နောက်က Facebook မှာreel မှာတင်တယ်YouTube မှာ short မှာတင်တယ်ဒါခုနကကျွန်တော်တို့ဆရာတို့ကျွန်တော်အများအားပြောလို့လေ content တစ်ခုထွက် video တစ်ခုထွက်ရင် platform 3ခုမှာတင်အောင်တင်ရမယ်ဟိုပါနော်1 in 3ပေါ့နော်1 in 3ကိုယ့်ရဲ့ content ကိုယ်မှာ platform 3ခုရှိရမယ်ပေါ့နော်ရှိရင် produce တစ်ခုလောက်တိုင်းအဲ့ platform 3ခုမှာတင်ပြီးသားဖြစ်ရမယ်ဒါmethod ပေါ့နော်အဲ့ method နဲ့သွားတာပေါ့နော်1 in 3 method နဲ့ဆိုတော့ကြတော့ကျွန်တော်ဒီကလို့ဒီသတင်းလောက်တယ်ဆိုရင်ကျွန်တော်ဘယ်ကနေရလဲဆိုတော့ငါက chat GPT မပေးဘူးဗျအဲ့ဒါခုနောက်ပိုင်းပေးရင်တော့မသိဘူးအဲ့နဲ့ကျွန်တော်ဒီမှာ God ထွက်လာတော့ကျွန်တော်တော်တော်စင်ပြေသွားတာ God ကိုကျွန်တော် summarize လုပ်ခိုင်းတာလေသတင်းတွေကတော့ကို free page တွေသူက God 3ကိုတုံးတယ်ဗျာ God 3ကိုတုံးတော့ကျွန်တော်အမြဲတမ်း shortcut လုပ်ထားလိုက်တယ် daily news ဆိုရင်သူရှာပြီအဲ့မှာဆိုရင် global US international news local highlight အဲ့လိုမျိုးပေါ့နော်အာရှရဲ့ entertainment ဒါကျွန်တော် format ပေးတဲ့အတိုင်းသူ summarize လုပ်ပေးတယ်ဒါဆိုရင်ဒါခုဒီနေ့ဟာပေါ့နော် match 2အတွက်သတင်းဆိုရင် Rama အဲ့ထက်မှကျွန်တော်စဉ်းစားလိုက်တာပေါ့နော်ဘယ်2 byte ကိုဘယ်3 byte ကိုပဲ translate လုပ်မယ်ပေါ့ဒီကောင်လောက်ခိုင်းတော့ရတယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ရဲ့ translation ကိုကျွန်တော်တိတ်မကြိုက်တော့အများပြင်တော့ကျွန်တော်ခုနကတင်မဲ့သတင်းကို DC ကိုသွားတာများတယ်ပေါ့နော် translate used into ဒီကလို့ဒီကောင်မှအဆင်ပြေတော့ကျွန်တော်တို့ဒီ platform တစ်ခုတည်းတင်အဆင်ပြေသွားပါပေါ့နော် translate to Myanmar language ပေါ့နော်သူဘာသာပြန်တာမှန်လားခင်ဗျားတို့ယမန်တာဒီနေ့ Oscar ဒီမှန်တော့မှန်တဲ့ဆက်တိုက်ရိုက်ပြန်ပြောသူကဒီဥစ္စာရပြီဆိုရင်ကျွန်တော်ဘယ်ကိုသွားလဲဆိုတော့ဟိုပါပေါ့နော်test to speak ပေါ့ test to speak ကကျွန်တော်စတာဟိုနေ့ကကျွန်တော်တို့ American တန်ရုံးမှာကျွန်တော်သွားတက်လိုက်တော့ဒီကောင်လေးရလာတယ် TT free ကကျွန်တော်က TT free ပဲတုံးတာဒါပေမဲ့ TT free ကအရင် limited ဖြစ်တယ် limited ဖြစ်တော့ကျွန်တော်ခုဒီမှာ American တန်ရုံးကိုကျွန်တော် workshop သွားလိုက်တော့ဒီတစ်ခုလေးရလာတာttmaker.com ttsmaker.com အဲ့ကောင်ကတော်တော်ပိုကောင်းတယ်ပိုကောင်းတယ်ဆိုတော့မဟုတ်သူက free ရတဲ့ပမာဏပိုများတယ်ပေါ့ဗျာ TTS maker ပိုများတယ်အဲ့ဒါဆိုရင်ခုနကကျွန်တော်ဒီ God မှာကကျွန်တော်ဖတ်လိုက်မှာပေါ့ဗျာဖတ်လိုက်တော့ကမ္ဘာသတင်းဆိုရင်Ramanda က2025ကစပြီပေါ့နော်အိန္ဒိယနိုင်ငံ၌ကလာတွင်လာကြောင်းများပြီးနောက်မက်စလာနေ့တွင်အစားအဲ့ဆိုခင်ဗျားအခုဒီနေ့စနေပါဒီနေ့စရိုဇာကိုစတင်ကျွန်တော်တို့မမြင်လို့မမြင်လို့စားသူတို့ကမြင်လို့စားသူတို့ကကြတော့ဟိုမှာဒီကျွန်တော်တို့ဘယ်လိုလဲဆိုတော့28ရက်နေ့ကိုသူတို့ကကြည့်လိုက်တယ်သူတို့ကမြင်တော့1ရက်နေ့ကိုစောင့်တယ်ကျွန်တော်တို့ကမမြင်တော့2ရက်နေ့ကိုစောင့်အဲ့လိုဖြစ်တစ်ဖက်တွင်ခုကငါတော့လာသန်းထင်တယ်နော်မက်စလာမြန်မာလိုကြတော့ဗနေတော့ခုကကြတော့မက်စကဒီနေ့2ရက်မက်စကဟာဒီနေ့တိုင်းစားသွားပါနော်တောင်းလဲသမားနေလာဇန်4ရက်လာဇန်4ရက်ကလာမထွက်တယ်ဘူးလားမြန်မာလိုထွက်ပြီထွက်ပြီနော်လာဇန်4ရက်ကသူခဏလေးပဲမြင်ရတာတနားကြော်လေးပဲမြင်ရတာပြီးတော့ပျောက်
ညောကြဟိုမွန်ကလန်ဒါပဲသုံးတာဆိုတော့လာထွက်တဲ့အချိန် ဩ ဝင်တဲ့အ အဲ့ ချိန် ဆိုရင်သူတို့က28ရက်နေ့လာချမ်းကိုမြင်တွေ့ရဩပထမဆုံးစထွက်တဲ့လာကိုအဲ့ဒါကိုပြောမို့လားလာစမ်းလာ အဲ့ဒါ ကို ကို ပြော လာစမ်းအောင်လေဒါပေမဲ့ကျွန်တော်တို့ဘက်ကမမြင်ရတော့မဆောင်အောင် อืม မြင်တဲ့နေရာစောင့်ရတာ မာပြဒီ2ရက်နေ့မှာစားပါတော့နော် ဟုတ်တယ်လို့ကျွန်တော်ကမမြင်တဲ့အတွက်အဲ့တော့ဒီမနှက်ဖြန်မစောင့်ကြမလို့တပတ်ခါမှာစောင့် อืม အဲ့ဆိုလဲအဲ့တိုင်းပဲအဲ့လို29ရက်ပြည်အဲ့ဥပုသ်ဆောင်လို့29ရက်ပြည်ရဲ့နေ့ကိုလာတစ်ခါကြည့်ရလာမမြင်ဘူးဆိုရင်အဲ့ဒါကဆက်ဆောင်အဲ့နောက်တစ်ရက်မှာအစ်လို့ကြလို့လာမြင်တယ်ဆိုရင်စောင့်ကြမလို့အစ်တန်းလို့ပြောတာ မောအကြတော့ဒီမှာလေးကျွန်တော်ဒီမှာရပြီးတော့သူဟာမှန်လားဘာသာပြန်တာ တိုက်ရိုက်ပြန်လို့တော့ဖြစ်တယ်ကျွန်တော်တော့မှဟို sorry တို့ပါတော့ဟုတ်တယ်အဲ့28ရက်နေ့ကမြင်တော့1ရက်နေ့မှာသူတို့ကစကျွန်တော်တို့ကမမြင်တော့2ရက်နေ့စ အားကြဆိုလာတော့ဥမာကျွန်တော်ဒီအပိုက်ကိုသတင်းလုပ်မယ်ပေါ့reminder ကိုသတင်းလုပ်မယ်ဆိုရင်ဒါကျွန်တော်ဒီမှာ test မှာ copy paste လာထားလိုက်မယ်နောက်ထပ်ကျွန်တော်အနည်းဆုံးသတင်း10မိနစ်စာဆို3ပိုက်လောက်တော့ရတယ်ဗျ American က Donald Trump ကတဲ့အင်္ဂလိပ်ဘာသာစကားကိုတရားမှဆိုသူကလည်းဒီနေ့တမျိုးမရိုးရအောင်နော်သူကလည်းတမျိုးမရိုး တကယ်ဆိုသူတို့ကစပိန်လဲသုံးတဲ့ဟာ အဲ့လေကယ်လီဖိုးနီးယားမှာကြာငါတို့ဟိုအောက်မှာလေကမီယာမီဘီချ်တို့ဘာတော့စပိန်နေလေ ဟုတ် ကယ်လီဖိုးနီးယားမှာကြာစပိန်နေများတာ သူ့လည်းအခုဘိုင်းပြင်းနေတယ်အကုန် ဟုတ်တယ်ဒီဟာယူကရိန်းသတင်းလေးပါထည့်လိုက်အောင်ဒီကောင်တန်းကျွန်တော်တော့ဒါခုနက reminder နဲ့တော့တွဲလို့ရရနော် history သတင်းက expo များရတဲ့အတင်းမောင်များစွာညရတနေခြင်းဖြစ်တရားတော်ထဲတော့မလေးရှားကတဲ့ယနေ့ပိတ်သိမ်းမီလန်မှာဖြစ်တော့ပြောင်းရွှေ့မီအိန္ဒိယနိုင်ငံနဲ့ဖြော်ပြေးမှာတော်ထားဆိုထားပါတော့ဒီသတင်းနှစ်ခုပဲ Donald Trump နဲ့ Ramanda ဥပုပ်လာအကြောင်းပဲဆိုရင်အဲ့မှာဆိုဒီမှာလေး language မှာ Burmese ကိုရွေးလိုက်အောင်မယ်ဒီမြန်မာဘာမီမှာじゃ2ယောက်ပဲရှိရကောင်မလေးနဲ့ယောက်ျားလေးမနေ့ကကောင်မလေးဆိုဒီနေ့ယောက်ျားလေးကျွန်တော်လို့ပြောင်းလိုက်တယ်ပြောင်းပြီးတော့ဒီမှာသူရဲ့ကုတ်လေးလူဖြစ်ကြောင်းရေးရမယ်9394လား9394အဲ့မှာသူတို့ပြောတာနည်းနည်းမြန်တယ်ဗျမြန်တော့ကျွန်တော် setting ကိုလေးသူတို့ကိုနည်းနည်းတစ်ထစ်လျှော့ခိုင်းလိုက်မယ်သူတို့အဲ့ဒီ one speed နဲ့ဆိုနည်းနည်းမြန်တယ်အဲ့ကြောင့်နည်းနည်းနေလိုက်တာသူတို့အဲ့ဒါဆိုရင်ဒါပဲ combat လုပ်လိုက်အောင်မယ် just easy okay နေလိုက်အောင်တော့2025သည်ကမ္ဘာနေရာအမျိုးမျိုးတွင်စတင်ခဲ့ပြီးဖြစ်ပြီးအိန္ဒိယနိုင်ငံ၌ကဲလာလာတွင်လာချမ်းကိုမြင်တွေ့ပြီးနောက်မတ်လ2ရက်နေ့တွင်အစာရှောင်ခြင်း၏ပထမနေ့သို့မဟုတ်ရိုဇာကိုစတင်ကျင့်သုံးနေပါသည်တစ်ဖက်တွင်ဆော်ဒီအာရေဗီးယားနှင့်အင်ဒိုနီးရှားတို့သည်ဖေဖော်ဝါရီလ28ရက်နေ့တွင်လာချမ်းကိုမြင်တွေ့ပြီးနောက်မတ်လ1ရက်မှရမတွန်ကိုစတင်ခဲ့ပြီးဝန်ကြီးချုပ်နာယန္ဒရာမိုဒီပြည်တွင်ဤမြင့်မြတ်သောလအတွင်းငြိမ်းချမ်းမှုနှင့်သဟဇာတဖြစ်မှုကိုထူထောင်ပေးပြီး message တစ်ခုကိုမျှဝေခဲ့ပြီးဒေါ်နယ်ထရန့်သည်အင်္ဂလိပ်ဘာသာစကားကိုအမေရိကန်ပြည်ထောင်စု၏တရားဝင်ဘာသာစကားအဖြစ်သတ်မှတ်ရန်မိန့်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ပြီးရင်းကအချိန်ကြာရှည်ကလေးကလိုအပ်နေပြီးခုပြောကြားခဲ့ပြီးဤဒီမှာနိုင်ငံရေးနှင့်လူမှုရေးနယ်ပယ်များတွင်ဆွေးနွေးမှုများကိုဖြစ်ပေါ်စေခဲ့သည်အဲ့ဆိုရင်ကျွန်တော်ပြင် download ဆွဲလိုက်အောင်ပြင် download ဆိုရင်ခုနကဒီ little man လေးကိုကျွန်တော်ပြန်လာပြီးတော့အဲ့လုပ်ပြီးတော့ဒီမှာအဲ့သတင်းတွေကိုပြန်ပြီးအဲ့စာနဲ့လိုက်မဲ့ပုံတွေပြန်ပြင်ပေါ့ဗျာအဲ့ဒါနဲ့ပြီးသွားရဒါကျွန်တော်အဲ့ခုနသတင်းလုပ်တဲ့ဟာပေါ့နော်ကျန်တဲ့ဟာတွေလည်းရမယ်ထင်တယ်ကြတော့သူကဒီမှာနောက်တစ်ခုရှိမယ်ဥပမာဆိုရင်ကျွန်တော်တို့ presentation ပေါ့ကျွန်တော်အဲ့ presentation ကောင်းတော့မလုပ်ဘူးဗျကိုဝေပြောအောင်အဲ့သူကွန်ပျူတာနဲ့ကြည့်နေလား share လုပ်ပေးမယ် present လုပ်တာဟုတ်စအဲ့ဒါကျွန်တော်လုပ်ခုတဲ့ file လေးဖြစ်ပြန် share နေကျွန်တော်က multi share လုပ်လိုက်အောင်ခဏနေနော်ခဏလေးshare လို့ရဘယ်လိုသူ presentation တော့ကျွန်တော်နည်းနည်းခက်သလားခက်တော့ဆိုအဲ့လိုပေါ့ခုနက line မကောင်းတာပါအကြောင်းပါတာနဲ့
အခုလက်ရှိခုနကတော့ကျွန်တော်လက်ရှိနေ့စဉ်သတင်းတွေကိုအဲ့လိုထုတ်တယ်ပေါ့နော်ဟိုဟာကို summarize လုပ်ခိုင်းတယ်ခုနက TTS နဲ့မြန်မာအတန်ပြောင်းတယ် translate လုပ်ပြီးမြန်မာအတန်ပြောင်းပြီးတော့ဒီမှာအလုပ်လုပ်ပြီးတော့လုပ်လိုက်တယ်ပေါ့နော်ဟုတ်ရှယ်လိုက်ညဒါဆိုရင်တော့တော်တော်များများနဲ့အဲ့လိုမျိုး template တွေပေါ့ဒါဆိုရင်ဒီအလိုလုံခဲ့တဲ့ဟိုဟာတပတ်လောက်ကကျောင်းမှာလုပ်ရတဲ့ presentation ပေါ့ကျွန်တော်ဒါဆိုရင်သူရှိပြီးသား slide ကိုရှာလိုက်တယ်ရှာပြီးတော့ကိုလိုချင်တဲ့ဟာပြန်လိုက်တယ်ဒါကကျောင်းမှာဆိုတာ incident response plan ရေးခိုင်းတာအဲ့ဒါမှကိုလိုချင်တဲ့ဟာလေးဒီဟာသူ့ဟာသူရှိပြီးသားအဲ့ဒါမှကိုကိုယူပြည့်ရုံပဲဒီစာထဲတာပါညာဒါပေမဲ့ကျွန်တော်ဒီဟာနဲ့ animated လောက်တာမကြိုက်တော့ဒီ share ကနေပြီးတော့ download ပြီးတော့ဒီကနေPPT ကို down လိုက်တာdown လိုက်ပြီးတော့ဒီမှာPPT ရောက်သွားပြီဆိုရင်ဒီမှာကျတော့ပြင်ရတာပိုးစစ်ပြီပေါ့ဒါတော့ကျွန်တော် personal ပေါ့ဒီကဘာရဲ့ဟို animation မဟုတ်ဘူးတက်တာကံဘာအဲ့ရလေအဲ့ခုနကငါဗီဒီယိုဆိုရင်လည်းအဲ့ဒါအရန်ခက်တာဆိုတော့ငါတို့ connection ပဲနှေးလို့လားငါတို့ရဲ့ computer ရဲ့ speed ကမနိုင်လို့လားမသိဘူးဘယ်လိုပြောမလဲကက်မှာကျွန်တော်တော့မလွယ်ဘူးကွာကက်မှာဆိုအရန်စမှုဖြစ်တာကွာedit လောက်ကျွန်တော်တော့လွယ်တယ်ဟောဆရာကျော်ရေးဟာဆိုတာကျွန်တော်လောက်ပေးထားဟိုတရက်ကငါကြတော့အရန်ခက်လို့ခံစားအဲ့တစ်နေရာကြီးကငါလည်းစိတ်မရှိပါဘူးကက်လို့စမှုမဖြစ်တာပါတာပေါ့ကက်မှာကြတော့ offline လောက်တာဆိုတော့နည်းနည်းစမှုဖြစ်သလားပေါ့လေ online လောက်တာလည်းစားတရားဆိုဒီမှာဆိုကျွန်တော်ကတရားဟိုပါပဲဒီဘယ်လိုခေါ်မလဲ transition ကိုအကုန်လုံး morph လို့ပဲပေးလိုက်တာသူက morph လို့ပေးလိုက်ရင်အခုကောင်းတော့တာသူကဒီဟိုပါပေါ့ rose smooth ဖြစ်သွားတယ် Canva ရဲ့ transition ကိုဒီဟိုမှာတုံးလိုက်တော့ဒီလိုဖြစ်ဒီလိုမျိုးincident report ပါ incident response ကဘယ် topic ဘယ်မှာလောက်တာ incident ကဘယ်မှာတွေ့ဟိုဘောဒီ AI ကုမ္ပဏီမှာကြုံရဒီ IT လောကကုမ္ပဏီမှာကြုံရတဲ့ incident ဘယ်လို incident ကိုပြောဟိုလိုမျိုးပါ security breach တို့ data leak တို့အဲ့လိုပါပြောဒီက security နဲ့ဒီ data leak ရဲ့ cyber attack ခံရတဲ့ဟာမျိုးဒါတော့ဒီတော်တော်များများကျွန်တော်တို့ကြောင်းသားတွေလည်းဒါမျိုးပဲသုံးနေကြတယ်ဒါဆိုရင်ဟိုနောက်ထပ်ဟိုတရက်ကဆိုတာ save ဆိုင်ရာပေါ့သွားဒီအမှာ topic ပေါင်းလို့ရှိရ IT တွေမကောက်ဒါဆိုရင်ဟိုကျွန်တော်တို့ nutrition မှာလောက်ရတဲ့ vitamin B ရဲ့အကြောင်းဒါလည်းဒီအမှတခုကောင်းတာဒီ Microsoft Office လို့မဟုတ်ဘဲနဲ့ဒီမှာじゃ share လိုက်ပြီးတော့
link ရှိရဲ့လူတိုင်းကိုပြောရမယ့်အပိုင်းကိုဝင်ရေးလို့ရတယ်အဲ့လိုမျိုးပေါ့ဒါဆိုရင်ပုံတွေပါတောင်းနေတော့ကိုပုံကိုထည့်လိုက်ကြတော့ဆိုပြီးတော့လမ်းပြီးတော့ link မဲ့ပို့လိုက်တယ်နောက်ကျွန်တော်ဆိုရင်ဒါနှစ်ပိုက်ပြောရမှာဆိုတော့အဲ့နှစ်ပိုက်ကိုကိုပဲဝင်ရေးလိုက်တော့တယ်ကျန်တဲ့လူကလည်းတော်တော်ဝင်ရေးပြီးတော့မှ overall ဒီ smooth ဖြစ်အောင်ပြန်ပြင်ညာပေါ့ကျွန်တော်ဒီ transition ပါညာကဒီ Canva မှာပြင်ရတာအရင်သဘောမကျဘူးအဲ့တော့ဒီသူ့ရဲ့ template ကြီးလိုက်ကို PowerPoint အနေနဲ့တောင်းပြီး PowerPoint မှာပြင်လိုက်တယ်အဲ့လိုမျိုးရှိတယ်ဒါဆိုရင်လည်းဒါပေါ့ဒါဆို website design အတွက် presentation လုပ်တယ်ဒါဆို minimalist ပုံစံကြတယ်ဒါဆိုလည်းအဲ့တိုင်းပဲကိုဒီတယောက် device စီဝင်ပြင်ခိုင်းတယ်အဲ့လိုမျိုးဒါဆိုကျွန်တော်တို့ဘယ်နေရာ2 4 6 9ရတော့ဆိုအကက်တက်တော့မရှိဘူးထင်တယ် link ရှိရဲ့လူမှန်တယ်များဒီပေါ့အကက် edit ဆိုရင်ဒါအကုန်ပြင်လို့ရတယ်တခုရှိအဲ့ကြောင့်လို့လေခုနက cover မှာပြန်အားတာသွားတာကကြတော့ဒီ PowerPoint တွေဒီ slide တွေမှာကဒီပုံတို့video တို့ထည့်ရတာ Microsoft Office တဲ့ပိုးလွယ် Microsoft Office တို့ frame ပြန်ချိန်ရတာနဲ့နောက်သူ့ timer ပေးထားတာနဲ့ timer ရက်ထားတာနဲ့သူကဒီချက်ချင်းလဲမ run slide ဖြစ်သွားတယ်ဒီ cover မှာကျတော့ slide ဒီပြောင်းလာနဲ့ချက်ချင်း run ဒါမှမဟုတ် click တစ်ချက်မှာ run အဲ့လိုမျိုး command ပေးထားလို့ဆိုရဒါတော့ video ဖန်တီးရအဲ့ video ဖန်တီးရဒါမျိုးပေါ့မွိုင်း video file edit လုပ်ရတာနည်းနည်းငါခုနကလည်းပေါ့ကျွန်တော်သတင်းဆိုရင်လည်း video file မယ်လေ video file မှာကျွန်တော် TikTok style ပေါ့နော် was style ပေါ့နော်ဒီမှာတော့ဒီPremiere version မှာတော့သူသုံးလို့ရတာရောများတယ်ဒီ Magic Animated တစ်ခုပေးထားလိုက်တာနဲ့သူဒီဟာနဲ့ဆင်ပြေဟာ page style သူပြောင်းပြီးအကုန်လုံးနောက်ပြီးတော့ဒါကခင်ဗျ license နဲ့လားဟုတ်ဆရာအဲ့ကြောင့်မလို့လေအတန်ဆိုလည်းအဲ့တိုင်းပဲကျွန်တော်ဆိုရင်ဒီ enhance voice နှိပ်လိုက်တာနဲ့သူဖြတ်ပေးရတခုနဲ့တခုဥပမာဆိုဆရာဆိုရင်သူကဒီနားမှာတုံတစ်မျိုးပြောရဒီနားမှာတုံတစ်မျိုးပြောရဒါပေမဲ့ enhance voice ကိုအကုန်လုံးကို select လုပ်ပြီးလုပ်ထားလိုက်လုပ်လိုက်တာနဲ့တုံးကညီသွားတယ်နောက်ခက်အတန်ဆိုရင်တခါလေနောက်ခက်အတန်တိုးဆရာအတန်ကျဲလုံးပြီးနောက်ခက်အတန်တိုးနေရတော့နောက်ခက်အတန်ကျဲပြီးဆရာအတန်တိုးသွားလို့ဖြစ်တယ်ဆိုဒီ basic ကိုကျွန်တော်လုပ်လိုက်တယ်ဆိုရင်ဘယ်လိုမျိုးပေါ့နောက်ခက်အတန်နဲ့ဒီဟိုကရှေ့ကလူပြောနေတဲ့အတန်နဲ့တစ်ဆက်တည်းပဲနောက်ကြဒီဟိုလိုမျိုးပေါ့ဒီအိုင်းစကားပြောတော့မကြိုက်လို့ဒီလိုမျိုးနောက်ခက်အတန်ထည့်ပြီးတော့ပြောရတယ်အဲ့ကြောင့်မလို့လေခုနကကမ်ပါအားတာချက်ကကြာငါတို့ကဟွာလုပ်လို့ရပါဘောနော်ခုနကဒီဟိုခုနပြောလို့ link ရှိရလို့ဘယ်သူမှဆိုပြင်လို့ရပါဘောနော်ဟုတ်ကဲ့ share လေအားကြောင့်မလို့ collaboration ကောင်းတယ်ပေါ့နော်အဲ့တော့ကိုက frame ချထားလိုက်ဒီ frame လေးကိုမှကိုပြောအောင်ဒါလေးကို edit လုပ်လိုက်ပါဆိုရင်ဒါခင်ဗျာဆက်ပြီးတော့ edit လုပ်လိုက်လို့ရတယ်လေအဲ့လိုမျိုးပေါ့ကျွန်တော်လိုချင်တဲ့ frame ချလိုက်ချပြီးရင်ကျန်တဲ့ fine tune လုပ်မဲ့လူစီပို့လိုက်ရင်ဒါတော့ fine tune ဆက်လုပ်ပေါ့အားအမျိုးတွေရောရှင်းမှာပေါ့နော်နောက်ထပ်တစ်ခုကကြတော့ဒီဗီဒီယိုအနေနဲ့ကိုယ့်ကိုပြဘယ်လိုခေါ်မလဲပြောလို့ရတာအဲ့ခင်ဗျာဆိုတော့pro ဆိုတော့ရမယ်တဲ့ magic video creation နဲ့လုပ်ကြည့်ပါဟုတ်ဆရာရအဲ့ဒါကဒီမှာကျွန်တော်လုပ်ခုရရှိပြ magic video creation ဒါဆိုကျွန်တော်ခွင့် share ထားလေကမ်မရာတခုဆိုရယ်နော်သူလေးအဲ့တခု
ကျွန်တော်တိတ်မကြိုက်တယ်အဲ့ကြောင့်ဗီဒီယိုတော်တော်များများကျွန်တော်ကတ်မှာပဲသွားပြီး offline မလုပ်တာများတယ် နည်းနည်းပေါ့အဲ့လိုစက်တိုက်ဖွင့်ထားမြင်သွား presentation တော့ကြိုက်တယ်ဒါပေမဲ့ကျွန်တော်ပဲမရှာတတ်လို့လားတော့မသိဘူးပေါ့လေကျွန်တော်ကြည့်ရတဲ့ slide တွေကတော်တော်ကိုအကုန်ပြန်ရတဲ့ဟာဖြစ်တော့ကျွန်တော်ကစိတ်သိအဆင်မပြေတာနဲ့မလုပ်ဖြစ်တာသူကိုက Microsoft မှာတော့ကိုကမြန်နေလား search design လုပ်လိုက်တာနဲ့တော့သူပုံလေးတွေလာတော့ဒါကြတော့ record yourself ပုံစံမျိုးနဲ့ဒါကြောင့်ဗီဒီယိုလားဗီဒီယိုထက်တော့နောက်ခံစကားပြောပါဒီ record yourself ပုံစံမျိုးနဲ့ဘေးကစတင်ပေးတဲ့ဗီဒီယိုလေးပုံစံမျိုးရှိဒါတော့ဒီဟိုအောင်တုံးလိုက်တာဒီထဲက upload ရ record yourself ဘာဒီ screen share မှာပြောရlogin ဖြစ် record yourself record yourself နဲ့ဆရာဘေးကနေစတင်နေတယ်ဒါတော့ဘလို့အတန်အစားတော့တခါတည်းချိန်ပေးပြီးသားဖွင့်ကြည့်ပါနမူနာကြည့်အောင်ဟုတ်ဖွင့်နေလုံးတင်မဲ့ပြလုံးတင်ပြအပြဿနာကလေသူအဲ့လေးနေတာအဲ့ဒါရပြဿနာသုံးတာတော့သဘောတော့ကြားတယ်သူခါလေသုံးရကမဒါပေမဲ့ခုနကဗီဒီယို edit မှာအကြငါစိတ်မရှိတော့ဗီဒီယိုတွေဆိုကက်မှာပဲသွားပြင်တယ်ခုနကသတင်း platform တာကျန်တဲ့ကက်မှာလောက်ရတာပြင်းလို့တာလေသူစီတခါတည်းပြင်ရင်လို့တာကျွန်တော်အဲ့ဒါလောက်လိုက်တာပေါ့နော်ဟုတ်ပါပြီအဲ့ဆိုရင်တော့ကျေးဇူးပါအဲ့ကြတော့ကျန်တဲ့လူတွေလည်းဗာမေးစရာရှိလဲတော့မသိဘူးပေါ့နော်ဒီမှာတော့သူကတော့လေဘယ်လိုပြောမလဲလောက်ဆရာတာအများကြီးပေါ့နော်ဒီကမ်ပတ်မှာကျတော့ကိုရဲ့အသုံးချမဲ့ဟာကိုရဲ့အဆင်ပြေတဲ့ဟာပေါ်မှာမူတည်ပြီးတော့သုံးပြီးတော့ရတယ်ပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာပေါ့နော်မောထဲမှာဆိုရင်sorry ဒါကြောင့်ဒီမှာခုနလိုပေါ့logo တွေလည်း create လုပ်လို့ရတယ်ဒီမှာပေါ့နော် create design မှာဆိုရင်ကျွန်တော်တို့က document လုပ်မှာလား whiteboard လုပ်မှာလား presentation လုပ်မှာလား social media လုပ်မှာလား video လုပ်မှာလား website လုပ်မှာwebsite လည်းလုပ်လို့ရတယ်နော်ကျွန်တော်ငကိုက website တစ်ခုကဒီ campaign နဲ့လုပ်ထားတယ်ဒါပေမဲ့အဲ့ကောင်license ပေးတဲ့ account ထဲမှာပါတော့ကျွန်တော်အဲ့ကောင်မသုံးဖြစ်ဘူးပေါ့နော်အခုကျွန်တော်နောက်ထပ် website free website တစ်ခုလုပ်မလို့ကိုဝေဖြိုးအောင် website လုပ်တက်လာမသိဘူးနော်ဟုတ်ကြကျွန်တော်ရိုးရိုးဒီReact.js တို့ပါတော့ပဲပြန်ရေးရများတယ်ဒါမှမှန်ပေါ့နော်document ဆိုရင်လည်းဒီမှာသူကတခါတည်း template တွေပါပြီးသားthank you letter လားweekly schedule plan လားနော်project နဲ့ project management နဲ့ဆိုင်တဲ့ဟာတွေလားပေါ့နော်ဒီမှာ price list menu list တို့ပါတော့စသဖြင့်ပေါ့နော်ကိုဆိုင်တဲ့ဟာတွေပေါ့နော်မှာ checklist နော် checklist တွေ project တွေtimetable တွေစသဖြင့်ဒီမှာ orally study plan တို့နောက်ကျ study project တို့ timeline တွေပေါ့နော်ဒါတွေအတွက်ဆိုရင်သူက orally ready made document တွေရှိတယ်နောက်ကျတော့ဒီ whiteboard တွေမှာဆိုရင်လည်းတခါတည်းflow chart တွေပါတဲ့ဟာတွေပေါ့နော် mind map တို့ flow chart တို့ sorry ဒါတွေပါတဲ့ဟာတွေကိုတခါတည်း create လုပ်လို့ရတယ်ပေါ့နော် web flow diagram တွေတို့နော်မျိုးရှိတယ်နောက်ကpresentation ဆိုရင်လည်းခုနကကျွန်တော်တို့ရှေ့မှာ presentation တွေအများကြီးလုပ်သွားပြီပေါ့နော်ဘယ်လို presentation ကိုသွားမလဲဘယ် ratio နဲ့သွားမလဲနော်presentation 60 to 90လား mobile လားpresentation 4:3 ratio လားပြီးတော့ brainstorming presentation လား game presentation လားစသဖြင့်မူတည်ပြီးတော့ဒီမှာ template တွေကသူရှိမယ်ပေါ့နော်နောက်ကကြတော့
social media ဆိုရင်လည်းဒါအားလုံးသိပြီးသားပဲကိုက TikTok video လားပေါ့နော် Facebook ကပါလား Instagram လား Facebook post လားအဲ့ပေါ်မူတည်ပြီးတော့ဒီမှာ template တွေကသူ့ရဲ့ ready made မျိုးစုံရှိနေပြီးသားဗီဒီယိုဆိုရင်လည်းအလားတူပဲပေါ့နော်ဘယ်မှာတင်မှာလဲပေါ့နော် TikTok လား YouTube လားvideo landscape လား mobile လား Facebook လားပေါ့နော်အဲ့ပေါ်မူတည်ပြီးတော့ဒီမှာသူမှာ ready made template တွေရှိပြီးသားပေါ့နော်ခုနကကျွန်တော်သတင်းဆိုရင်လည်းကျွန်တော်ဒီဗီဒီယိုတွေကကျွန်တော် TikTok format ကို TikTok video format ကိုရွေးပြီးတော့လုပ်လိုက်တယ်ဒီလိုမဟုတ်ဘူးကျွန်တော်က Facebook မှာပဲပေါက်တယ်ဆိုရင်ကျွန်တော် Facebook ဟာကိုပဲရွေးမှာပေါ့နော် Facebook မှာလူကြည့်များတယ်ဆိုရင် Facebook ဟာပေါ့နော်ဟိုကတော့ဖုန်းနဲ့ကြည့်ကြတာများတော့လေ vertical movie တစ်ခေတ်ဖြစ်သွားတာပေါ့နော် vertical movie တစ်ခေတ်ဖြစ်သွားတော့ vertical movie တွေပဲအလုပ်များတယ်ပေါ့နော်ဒါဆိုရင် website တွေပေါ့နော် education website တွေလောက်မှာလားအယောင် website တွေလောက်မှာလား content website တွေလောက်မှာလားဒီပေါ်မှာမူတည်ပြီးတော့ကိုဘာလောက်မှာလဲကိုပါမှာဒီမှာတော့ကျွန်တော်တို့ content marketing နဲ့ဆိုင်နေတာဆိုရင်တော့အများဖြင့်တော့ကျွန်တော်တို့ presentation တွေရှိမယ် social media တွေရှိမယ် video တွေရှိမယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်တို့ content marketing နဲ့ပို့ပြီးတော့ဆိုင်တဲ့အရာတွေပေါ့ဒီသုံးခုကိုကျွန်တော်တို့က Canva ကိုသုံးပြီးတော့အလွယ်တကူပေါ့နော်မပင်မပန်းနဲ့ကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်ကျွန်တော်ကတော့ခုနလိုပေါ့သင်တန်းကြော်ညာဆိုတော့ကျွန်တော်ရဲ့သင်တန်းကြော်ညာတွေလောက်ထားတာကြီးများတာပေါ့နော်ဒါဆိုရင်လည်းနမူနာပေါ့နော်ဒါအခုဆိုရင်ကျွန်တော်တို့ဒီနွေရာသီအင်္ဂလိပ်စာသင်တန်းကြော်ညာလေးတွေလောက်ထားတာရှိတယ်ပေါ့နော်ဆိုရင်ဒါကျွန်တော်တို့ဒီသင်တန်း Facebook post ပေါ့ဒါဆို Facebook post ပေါ့နော် Facebook post ကတော့သူ ratio ကတော့ဒီအတိုင်းလာမယ်အဲ့ဒါလေးရှိမယ်ပေါ့နော်ဆိုရင်ဒါကျွန်တော်တို့ English course ပေါ့နော် English course သင်တန်းကြော်ညာလေးကိုကျွန်တော်တို့လုပ်ထားတာဖြစ်တယ်ပေါ့နော်grammar and writing ပေါ့နော်နွေရာသီ English course ပေါ့နော်ဒါကတော့ကျွန်တော်နောက်ထပ်လုပ်မဲ့ frame လေးကြိုးယူထားတာပေါ့နော်တခါကျတော့ကျွန်တော်တခါတည်းလောဘကြီးတယ်လောက်တာမလောက်ဖြစ်တာကိုကြိုက်တဲ့ frame လေးတွေ့ရင်တော့ဒီမှာအောက်မှာဆွဲထည့်ထားလိုက်တာပေါ့ဒါလွယ်လွယ်လေးပါထည့်ချင်တယ်ဆိုရင်သူကဒီနားလေးမှာ add page လောက်လိုက်ရင် blank ဖြစ်သွားတာပေါ့နော်အဲ့ဒီကနေမှာဖြစ်သွားတဲ့ blank ကနေပြီးတော့ကျွန်တော်တို့ကြိုက်တဲ့ဟာကိုဆွဲထည့်လိုက်တယ်ပေါ့နော်ဆိုရင်ဒီမှာဆိုရင်လည်းကျွန်တော်တကယ်လို့ခုနကလိုပေါ့နော်ဒီသင်တန်းကြော်ညာကိုလုပ်မယ်ဆိုရင်English course ပေါ့နော်English course ဆိုရင်ဒါကျွန်တော်ဒီမှာခုနကကျွန်တော်ဟာလေးကို English course ဆိုပြီးပြင်လိုက်အောင်ပဲပေါ့နော် ENGLS as English COURSE course ပေါ့နော်အဲ့ဒါလုပ်မယ်ကျွန်တော်ကဒါမလို့ဆို delete လုပ်လိုက်အောင်မယ်ကျွန်တော်မှာက course က2ခုပဲရှိမယ်ဆိုတော့အောက်2ခုကို delete လုပ်လိုက်ပေါ့နော်ကြတော့အပေါ်ကခုနက grammar and writing course ပေါ့နော် grammar and writing class ပေါ့နော် GRAMMAR grammar and WRITNG writing CLS class grammar writing class ရှိမယ်နောက်တစ်ခုကကျွန်တော်တို့က grammar writing class English proficiency course ပေါ့နော်English ENGLS English PROFICRES proficiency COURSE course English proficiency course ရှိမယ်ပြီးပြီဟုတ်ကဲ့ဆိုနည်းနည်းဆိုစကလုံးလေးပါလေးတွေနည်းနည်း adjust ပြန်လုပ်မယ်ဆိုရင်font size လေးနည်းနည်းကြီးလိုက်မယ်ပေါ့45လောက်ထားလိုက်မယ်ဒီကောင်လေးကိုလည်းအောက်နည်းနည်းဆွဲမယ်font size လေးကိုနည်းနည်းကြီးမယ်30လောက်ထားလိုက်မယ်ပေါ့30လောက်ထားလိုက်မယ်ပြီးတော့ကျွန်တော်တန်းရဲ့ logo လေးကိုယူလိုက်မယ်ရှေ့ရှိပြီးသားမရှိရင်တော့ခုန add လုပ်ထည့်နေယူပေါ့ရှိပြီးသားဆိုရင်ခုနခုလိုမျိုးကျွန်တော် copy and paste ယူလိုက်အောင်မယ်ကျွန်တော် logo လေးထည့်ပေါ့နော်အဆင်ပြေတဲ့နေရာထည့်ပေါ့နော်ဒီတောင်လေးထည့်မှာဆိုရင်လည်းတောင်လေးမှာထည့်ပေါ့အဲ့လိုမျိုးရှိမယ်ငယ်လို့ကျွန်တော်ဆက်သွယ်ဖုန်းနံပါတ်ထည့်ခြင်းနဲ့ဆိုရင်ဒါဆက်သွယ်ဖုန်းနံပါတ်လေးကိုရိုက်လိုက်ပြုံးမယ်ဒီဆက်သွယ်ဖုန်းနံပါတ်လေးကိုထည့်မယ်ပေါ့နော်ဆိုရင်ဒီမှာမပေါ်ဘူးပေါ့နော်မပေါ်ဘူးဆိုရင်ကျွန်တော်ကာလာပြောင်းပေါ့နော် black ကမပေါ်တော့ဖြူကပေါ်မယ်ဆိုတော့ဖြူပေါ့ဆိုရင်ထားမလားပေါ့ဒါမှမဟုတ်လည်းဒီအောက်မှာထားမလားပေါ့ဒါကိုယ့်ကိုအဆင်ပြေတဲ့စီကိုလုပ်လို့ရပါပေါ့နော်ဒီအောက်မှာထားရင်တော့ကျွန်တော်ခုနအဖြူကမပေါ်ပြန်ဘူးပေါ့နော်အဖြူကမပေါ်ဆိုရင်ကျွန်တော်တို့ကာလာပြန်ပြောင်းပေါ့နော်အမဲပြန်ပြောင်းလိုက်အဲ့ဒါရပြီဒီဘက်ဒီဇိုင်းလေးတော့သူဟိုရီဆိုတော့မလားပြီးတော့โอเคဒါ
ဒါဆိုရင်ကျွန်တော်ရဲ့သင်တန်းကြော်ညာပြီးသွားပြီပေါ့ဆိုတော့အဲ့ဆို just easy ပဲလေဒါခုဆိုရင်ဒါ demonstration ပြလိုက်တာ just 1 minute ပဲနော် just 1 minute ပဲဆိုတော့ရှိပြီးသား template ကိုပဲကျွန်တော်တို့ယူလိုက်တာဆိုရင်ခုနက the English course ကျွန်တော်သင်တဲ့သင်တန်းနှစ်ခုထည့်မယ်ဖုန်းနဲ့ဆက်သွယ်ရဖုန်းနံပါတ် logo လေးထည့်လိုက်မယ်ဆိုရင်ဒါကျွန်တော်ပြီးဆိုရင်ကျွန်တော် download ဆွဲအောင်ပဲပေါ့နော် download ဆွဲရအောင်ပဲအဲ့ကြတော့ PNG ကတခါလေ YouTube တင်တော့ပြဿနာ Facebook တင်တော့ပြဿနာမရှိဘူးပေါ့နော်သူကတော့ဒီအကောင်းဆုံးကတော့ဒီကောင်းတဲ့သုံးပေါ့နော်ဒါပေမဲ့ YouTube တက်နေလောက်တဲ့ချိန်ကျတော့ PNG က file size ကြီးတယ်ပေါ့နော်ကြီးတော့ကျွန်တော်ပတ်ကြီးပဲပြန်ပြောင်းရတယ်ပေါ့နော်ဒါပေမဲ့ဒါကတော့ထားပါတော့ Facebook မှာတင်မှာဆိုတော့ PNG သူပေးထားတဲ့အတိုင်းသူရဲ့ suggest အကောင်းဆုံး format တိုင်းယူလိုက်တာရဒါဆိုရင်ကျွန်တော်ရဲ့download folder ထဲမှာဒါလေးရသွားတယ်ဆိုတော့ကျွန်တော်တို့ condense ပုံတွေ create လုပ်ရတာဘယ်လောက်မှမခက်ဘူးပေါ့နော်ဆိုတော့ဒါမြန်တယ်ပေါ့ဗျာtemplate တွေရှိပြီးသားဖြစ်တဲ့အတွက်ဒါနော်ဆိုရင် template တွေရှိပြီးသားဖြစ်တဲ့အတွက်သူကမြန်တယ်နောက်ခုကကျွန်တော်တို့ဒါကကျွန်တော်တို့နမူနာပုံလေးလုပ်ပြလိုက်တာပေါ့နော်အဲကြောင့်ရှေ့မှာကျွန်တော်ဗီဒီယိုတွေလုပ်ပြရဲ presentation တွေရှိတယ်ပေါ့နော်ဒါကကျွန်တော်တို့အဓိကတော့ကျွန်တော်တို့ Canvas ကိုပဲအများဖြင့်သုံးကြမှာပေါ့နော်နောက်ခုကကျွန်တော်တို့ Grammarly ပေါ့နော် Grammarly ကကြတော့အဓိကတော့ spelling ချက်တာတွေပေါ့ spelling ချက်တာတွေဆိုတော့ तू ကလုပ်လို့ရတယ်ဗျကျွန်တော်တို့ရဲ့document တွေ app တွေအကုန်လုံးမှာ app 9000လောက်မှာသုံးလို့ရတယ်ဆိုတော့လေကျွန်တော်တို့ရဲ့အလုပ်တွေမှာအကုန်လုံးဒီကောင်နဲ့ချိန်လိုက်လို့ရတယ်ချိန်လိုက်လို့ရတယ်ဆိုတော့ဒီကလို့for example ကျွန်တော်က test တစ်ခုကိုတင်လိုက်မှာပေါ့ဒါမှမဟုတ်လဲကျွန်တော်တို့ဒီမှာလုပ်လိုက်မှာတင်တယ်နော် copy and paste လုပ်ကြည့်လိုက်မှာပေါ့ဗျာ copy and paste လုပ်ကြည့်လိုက်ရင်သွားမအောင်နော် document တွေဘာလို့တင်ရမှာဆိုတော့ကြတော့ upload document တစ်ခုတင်download က web file ပါရှိတာproposal form ရှိ EY form နဲ့အဲ့ဒါတွေအဆင်ပြေတယ် proposal form နဲ့ဒါပါ prompt log တဲ့ prompt example ဘာလဲတော့ဒီဖွင့်ချလာကနန်းလေးပဲprompt log သူကနည်း prompt log exam မယ်အဲ့ဆိုတော့ဒီမှာ file ကိုကျွန်တော်တင်လိုက်တယ်ဆိုရင်ဒါsetting ပေါ့နော်သူရဲ့ setting မှာဆိုရင်ဒါသူပါကိုယ့်ရဲ့ Grammarly file တွေပါညာ gig တွေပါမယ်ပေါ့နော် new document ထပ်ထည့်လို့လည်းဒီမှာထပ်ထည့်လို့ရမယ်ပေါ့နော်အဲ့ဒါဆိုရင်ဒါသူရဲ့ခေါင်းစဉ်ပေါ့နော်ဒါပေါ့အဲ့တော့သူကအဲ့မှာဒီမှာတင်လိုက်ပြီဆိုရင်ထားပါတော့ဒါကတော့ကျွန်တော်prompt နေကျွန်တော်မှတ်ထားတဲ့ဟာတွေထဲမှာနော်ကြတော့သူကဒီမှာသူ line လေးတွေသူအနိုင်နီလေးတွေပြထားတဲ့ဟာလေးရှိတယ်အဲ့ဒါကိုဘယ်လိုလုပ်မလဲဒီဘက်မှာတွေ့လားမသိနော်ကျွန်တော်ညာဘက်မှာသူက donation ကိုသူက the donation campaign is လာပြောင်းမလားပေါ့ပြောင်းမယ်ဆိုကျွန်တော် accept လုပ်လိုက်ရင်သူကပြောင်းသွားမှာအဲ့ဒါမျိုးပေါ့နော်အဲ့ဒါရှိမယ်ဒါဆိုရင်course ပေါ့နော် register for the course ပေါ့ဒီရှိတဲ့ထက်ထဲမလားပေါ့နော်ဒါဆိုလည်းအလားတူပဲပေါ့နော်ဒီရှိတဲ့ထက်ထဲမလားပေါ့နော်ဒါကြ we need a new ပေါ့ article ထဲမလားပေါ့ a new speaker for the event ပေါ့နော် for the event ပေါ့ဒါကအပြာက I think grammar တဲ့နော် version ပေါ့နော်the output summarize တဲ့ဆိုရင် it summarize the meeting now as a whole it doesn't provide something သူရဲ့ပေါ့နော် suggestion တွေပေါ့နော်ဒီ version ကိုသုံးမလားပေါ့သူကပြောင်းလေ can quickly
ဒီအပေါ်ကဒီရေးထားတဲ့ version ခုအပြ line တိုင်းဒီသူ့ရဲ့ version သုံးမလားပေါ့နော်အဲ့ဒါရှိတယ်ဒါကတော့ဟိုဟာ rephrase paraphrase လုပ်တာပေါ့နော် paraphrase လုပ်တာက format of the output အစား output format ပေါ့နော်ဒါက paraphrase ပြန်လုပ်တာအပြတွေကသူကအနီတွေကကျွန်တော်ထင်တယ်မှားတာတို့အဲ့လိုမျိုးတွေသူကပြပေးတယ်ဒီအပြလေးတွေကကြတော့ဒီသူရဲ့ rewrite ပြန်လုပ်တာပေါ့ paraphrase လုပ်တာပေါ့နော်စသဖြင့်သူကဒီမှာ test ခုတင်လိုက်ဆိုတော့ကိုရေးလိုက်တဲ့အကြောင်းအရာကိုဘယ်လိုပြောမလဲကိုရေးထားတဲ့ test တွေ content တွေကိုသူကဟို optimize လုပ်ပေးမှာပေါ့ဆိုတော့ grammar တွေမြင်ပေးတယ်paraphrase တွေလုပ်ပေးတယ်ပေါ့နောက်ခုကတော့ဒါ content မှာမဟုတ်ပေါ့နော်ဒါဟူကျောင်းသူကျောင်းသားတွေလည်းပါတော့လေကိုယ့်ရဲ့ thesis ရေးတာတွေဘာတွေကစလေအဲ့ဒါတွေကိုကျွန်တော်တို့ကနေပြီးတော့ဟိုပြန်ပြီးတော့လုပ်ပေးတယ်ပေါ့နော်ဒါဆိုရင်ဒါ review suggestion write with the AI ပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ကဒီမှာ AI နဲ့ရေးမှလာပေါ့နော်သူကိုယ့်ရဲ့ goal က style ကဘယ်လို audience ကိုပြောမှလဲအဲ့ဒါ goals ကဒီမှာဖြည့်လို့ရတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကlayman တွေကိုပြောမယ်ဥပမာ for example ကျွန်တော်ဆရာဝန်တရားlayman တွေကိုတွေးလို့ကြောင့်နားလဲအောင်ပြောမယ်ဆိုရင်writing style ကဘယ်လိုရေးမှလဲပေါ့စသဖြင့်ပေါ့နော်ဒါသူကအဲ့လိုကိုက comment ပေးလို့ရတယ်ပြီးတော့ boss ကိုပေါ့နော် chess ရွာ grammar point ဒါတော့သူလုပ်တဲ့ဟာတွေပေါ့နော်ကြတော့ဆိုတော့ဒီမှာAI နဲ့ဆိုရင် AI ကိုရေးခိုင်းပါလားပေါ့နော် send your voice ပေါ့နော်ကျွန်တော်တို့ကဟိုပြောတဲ့အချိန်မှာဆိုသူ like ရေးမယ်ပေါ့နော်အဲ့ဒါမျိုးရှိမယ်chess for the AI and test ဟိုပေါ့နော်plagiarism မှာသူကစစ်ပေးလို့ရတယ်ပေါ့နော်ဒါကတော့သူကတော့ဟိုပေါ့နော် premium version ဆိုရင်တခါတည်း plagiarism မှာသူကစစ်ပေးမယ်ပေါ့နော်အဲ့ဒါမျိုးရှိတယ်ပေါ့နော်ဆိုတော့ဟိုကိုကចောင်းဆရာဆိုရင်လည်းចောင်းသားတွေရေးတဲ့ဟာကိုလာပြီးတော့ဒီမှာ plagiarism စစ်လိုက်အောင်မယ်ចောင်းသားဘလောက် copy ကူးထားတယ်လဲတွေ့တာပေါ့မျိုးပေါ့နော်ကြတော့သူကဒါ document တွေပေါ့နော်ကြိုက်တဲ့ document ကိုသူကဆွဲတင်လိုက်အောင်မယ်ဆွဲတင်ပြီးတော့သူကဒီအရေးသားဆိုရင်လည်းခုနကအနီရောင်ဆို correct လုပ်မယ်အပြဆိုရင်ဗာလဲ clarity လုပ်မယ်အစိမ်းရောင်က engagement ကောင်းအောင်လုပ်မယ်ဒီအပြပြောင်းဆိုရင် delivery ပေါ့နော် delivery ကောင်းအောင်သူကလုပ်ပေးမယ်ပေါ့နော်အဲ့လိုမျိုးရှိမယ် engagement ကောင်းအောင်သူတို့ဘယ်လိုလုပ်မယ်ဒါ engagement pro မှာရမယ်ပေါ့နော် clarity format ကဘယ်လိုcorrectness ပေါ့နော်ဒီပြင်တာတွေပေါ့နော် grammar ပြင်တာတွေ slow bound ပြင်တာတွေပြင်ပေးမယ်ပို့ပြီးရှင်းအောင်လုပ်ပေးမယ် engagement ကောင်းအောင်ရေးပေးမယ်အဲ့ဒါပြီးရင် delivery လုပ်ပေးမယ်ပေါ့နော်စဖြင့်ဒါတွေကိုဟိုအရေးသားပိုင်းဆိုင်ရာပေါ့ရေးသားပိုင်းဆိုင်ရာကျွန်တော်တို့ရေးသားတွေနဲ့ပတ်သက်ပြီးတော့ပြုစရာပြင်စရာအကောင်းဆုံး optimize ဖြစ်ဖို့အတွက်ဆိုရင်ဒါကျွန်တော်တို့ Grammarly သုံးလို့ရတယ်နောက်ခုကတော့ဒီမှာအခုကျွန်တော်တို့နောက်ဆုံးကြံတဲ့ဟာပေါ့နော်နောက်ဆုံးကြံတဲ့ဟာကိုတော့ကျွန်တော်ဗီဒီယိုပဲတစ်ချက်ကြည့်လိုက်ပေါ့နော်တိတ်ကြည့်တော့မကြတော့ဘူးပေါ့နော်ဟိုက bus ကျွန်တော်တို့ကပေါ့နော် Busumo ပေါ့နော် Busumo ကကြတော့ဘယ်လိုသုံးလဲပေါ့ခုနကလို Busumo ကတော့ကျွန်တော်ပြောလို့သူက analysis အတွက်ကိုသုံးမှာပေါ့နော် analysis အတွက်ကိုဆိုရင်သူကဘယ်လိုကောင်းတယ်လဲပေါ့နော် content analysis ပေါ့ a data driven content strategy we're going to do that by analyzing engagement patterns from your target audience and the best part yeah connection နေပြီအဲ့ကြတော့သူကဒီဟိုပါနော်ကိုယ့်ရဲ့ idea ပေါ့နော် idea content ကိုဘယ်လိုလုပ်လဲပေါ့နော် a couple of minutes to get started we're going to head content section the top menu bar and navigate over to the content analyzer content analyzer ပေါ့နော် the first step here is to build out a search or as I like to think about it identifying your target audience this exercise let's say we're a company in the cryptocurrency space all I need to do is type in cryptocurrency hit search we're doing here is searching the BuzzSumo database for every article we can find about cryptocurrency, in this case, in the past year. And we're sorting these results by total engagement. Now, there's a lot we can do here. There's a lot we can learn on the screen. That's for another video. Today, we're focused on building that content strategy. And to do that, we're going to use the analysis report. So I'm going to click on the View Analysis Report tab here. What we do in the analysis report is recap. ကွာ crypto company ဆိုရင် crypto company နဲ့ပတ်သက်ပြီးဘယ်လို content တွေ create လုပ်မလဲဆိုတော့ cryptocurrency ကိုရိုက်လိုက်တယ်။ရိုက်တဲ့အချိန်မှာပထမဆုံးခုနက article တွေပေါ့။လက်ရှိ top ဖြစ်နေတဲ့ article တွေကို analyze crypto ကိုနဲ့ပတ်သက်တဲ့ top ဖြစ်နေတဲ့ article တွေရဲ့သူတို့ရဲ့ analysis တွေကိုပြတယ်။နောက်တစ်ခုကကျတော့ view analysis report ထပ်ကြည့်မယ်ပေါ့နော်။ Every engagement data point we have across the content we found.
So essentially, we're analyzing every time your target audience engage with content in your space. ကျတော့ခုနက article ကိုကြည့်လိုက်မယ်ဆိုရင် article ပေါင်း3သိန်းကျော်ရှိတယ်အဲ့မှာဆိုရင် engagement က11 million လောက်ရှိတယ်ပေါ့နော်အဲ့ဒါရှိတယ်အနည်းဆုံး channel တစ်စောင်မှာ31 average engagement ရှိတယ်ပေါ့နော် total link domain ကတော့ဒီ2သိန်းကျော်ရှိမယ်စပြင်သူဒါ analysis လုပ်ပြနေပေါ့နော်အဲ့ခုနက cryptocurrency topic နဲ့ပတ်သက်ပြန်And we're pulling insights from that data that you're going to string together into your customized data-driven content strategy. Now, the first thing we're going to look at here is engagement and content over. What does the engagement look like with this month over month, and how much content is being published? Essentially, how much competition is there out there for you? You'll see here the engagement is still very high, but it has dropped a bit from where it was earlier in the year, or I should say last year. The amount of content has held very consistent. So you can say the competition is very high. The total amount of engagement that's out there to be had is lower. So you need to stand out from the crowd. And that's what this type of content strategy is going to help you do. So next up, let's look at where that audience is interacting with content. Where are they most active? In this case, Facebook. It doesn't mean that I only have to focus on Facebook or should only focus on Facebook. It lets me know that I should be promoting my content on Facebook, Twitter, and Reddit. Make sure I have a presence. ကျတော့ခုနကစောစောတော့ကသူ content တွေပေါ့ content တွေကဒီတစ်နှစ်လုံးမှာဆိုရင် content blog publish လုပ်ထားတယ်နောက်ကျတော့ engagement blog ရှိလဲဆိုတာကိုပြတယ်ပေါ့နော်ပြတာကျတော့ဆိုတော့ဒီနှစ်စာပိုင်းက content publication တွေအများများတယ် engagement လည်းအများကောင်းခဲ့တယ်ဒါပေမဲ့နှစ်ကုန်မှာ content ကတော့ကျလာတယ်ပေါ့နော်ဒါတခုရှိမယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီဟာ engagement ကဘယ်မှာအများဆုံးလဲဆိုတော့ Facebook ပေါ့အဲဒါဆိုတော့ကိုကဒီ cryptocurrency နဲ့ပတ်သက်လို့ပြောမယ်ဆိုရင် Facebook platform ကိုသုံးတာကိုတက်ပို့ပြီးတော့အကျိုးရှိမယ်ပေါ့နော်3 platforms in order to best reach this audience. Next up is engagement by content type. We get amazing feedback about this from our customers. For a lot of them, it's their favorite section of the platform. And for that, ခုနကလည်းပေါ့ article ပေါင်း3သိန်းကျော်ရှိရဆိုပေမဲ့လည်းဘယ် topic ကလူစိတ်ဝင်စားမှုများတာလဲပေါ့နော်ဘယ် topic ကဥပမာဆိုဒီမှာဆိုရင်လည်း wine post ပေါ့နော် wine post တွေက press release တို့ wine post တွေကပို့ပြီးတော့ wine တို့ web တို့စသဖြင့်အဲ့လိုမျိုးpost တွေကပို့ပြီးတော့လူကြိုက်များတယ်ပေါ့နော်lower engagement ကတော့ presentation တို့ infographic တို့ဒီဘက်မှာလည်းသူက summarize လုပ်ပေးထားတယ်ပေါ့နော်engagement နဲ့တယ်ပေါ့အဲဒါဆိုတော့ကိုယ့်ရဲ့ရေးမယ်ဆိုရင် wine ဆိုတဲ့ခေါင်းစဉ်နဲ့စာရင်ကိုယ့်ရဲ့ article ကလူကြိုက်ပုံများမှာပေါ့ work on iterative basis. When you write one piece of content, you write another piece of content, and they look at data like Google Analytics and try to compare and contrast. The issue with that is you're looking at content you publish, and you may be stuck in a rut. You may write a lot of lists, and you're focused on writing lists. You may write a lot of general content that falls into this all content bucket. You need to step outside what you typically do and look at your audience holistically, look at your competitors and what's working or not working for them. In this case, to reach this audience, the 2 best performing types of content are what post and why post. The definition is pretty straightforward. A what post, the title starts the word what, and a why post, the title starts the word why. When you think about it more in depth, and we can click through and see examples. These are educational content. ဆိုရင်ခုန wine နေပေါ့ You see a post wine တွေကများတယ်ပေါ့ wine ဘယ်လို topic တွေလဲဆိုတော့ဒီမှာလေ wine This computer scientists say all cryptocurrency should die in the but why do the women prefer trading crypto စပြန် why ဒီ topic တွေကလူစိတ်ဝင်စားတယ်ပေါ့ခုန wine ဆိုတဲ့ဘာကိုနှိပ်လိုက်တဲ့အချိန်မှာအဲ wine နဲ့စားတဲ့ topic idea ဟို topic တွေထွက်လာပေါ့နော် you'd expect to learn something if you read that. The difference between why posts and what posts are typically the အဲ့မှာဆိုဒီမှာတွေ့မှထင်တယ်နော်သူကဒီမှာ Facebookနော်အများဖြင့်ဒီမှာ engagement အများဆုံးဒီ Facebook ပြီး Twitter ပြီးတော့သူရဲ့ follow လိုက်တာပေါ့နော်ဘယ်မှာအများဆုံးဆိုရင်အဲ့ဆိုရင်ဒီမှာကြည့်လိုက်မယ်ဆိုရင်ဒီ Facebook မှာတင်တဲ့သတင်းကလူ engagement ပိုများဆုံးဒုတိယလိုက်တာ Twitter ပေါ့နော်ဒီသတင်းအတွက်ဆိုရင်maybe တတိယလိုက်တာ Reddit လားအဲ့မှာရှိမှာပေါ့နော် post to be backwards looking and explanatory, where what post to be forward looking and talk about what's going to happen. This audience loves both types of content, so we know we can focus on educational content and a mix of forward-looking and backwards-looking explanatory content. Next up, we're going to look at engagement by day publish. This is very even. This tells me to reach this audience, I can really publish anytime, maybe just avoid Sundays.
အဲ့ကြတော့ဘယ်နေ့မှာ publish လုပ်တဲ့ဟာလူပို့ပြီး engage များတယ်လဲပေါ့ဥမာဒီမှာဆိုရင်လဲ Friday ပေါ့နော် Friday အဲ့ခုနက crypto နဲ့ပတ်သက်ရင် Friday မှာ publish လုပ်တာကလူ engagement ပိုများတယ်ဆိုတာတွေ့ရလိမ့်မယ်ပေါ့နော်စနေနေ့ဆိုရင်လူသိမ့်မကြည့်ပေါ့ဘာလို့ maybe သူကစနေနေ့ကြာအနားယူတော့သတင်းမဖတ်တော့ဘူးလေနော်ကျန်တဲ့ဂလုံးတော့ကျန်တဲ့ဟာပဲအလုပ်ပဲလုပ်ဟောအလုပ်မလုပ်ကဝေးတာသွားတော့တာပေါ့နော်အလုပ်မရှိဖို့တဲ့နေရာမှာသွားတော့ always the case. It's likely going to look different for your audience. They may have very best day to publish Friday. Make sure you take their preferences into account and you match their engagement patterns with when you publish your content. Next up is average engagement by content length. We get great feedback about this tool as well. And the reason I think it's so important is a lot of content marketers focus on measuring the output of their content in terms of quantity. They say I'm going to publish 10 times per month or quarter or day or week or hour, whatever your cadence is. When you do that, you incentivize yourself to write short form content. That likely falls in this bucket. This audience does not like that type of content. You need to have some depth. So there's really two Goldilocks zones here. You want to be in the 1,000 to 2,000 word space, a shorter article with some depth, or you want to write long form content. This audience really likes long form content, which you think of as, pieces of investigative journalism, or pieces like the ဒါတော့သူ cryptocurrency နဲ့ဒါတော့ cryptocurrency နဲ့ပတ်သက်တဲ့ insight ပေါ့နော်သူကတော့ long content ကတော့ပို့ပြီးတော့လူကြိုက်များတယ်ပေါ့ဒါ cryptocurrency နဲ့ the type of content which is going to generate more engagement. So instead of saying I'm going to post 10 times per quarter, say no, I'm going to write 5 1,000 2,000 word posts and 1 3,000 plus word post. You're doing about the same amount of work and you're going to get way more engagement because you're understanding your audience and the type of content they prefer. And next up, we're looking at reactions. I love this data because we're not putting it through a sentiment filter. Reaction ပေါ့နော် reaction ကတော့ဟာဟာအများဆုံးပေါ့ Our Facebook reactions that we're capturing from your target audience. I mean, overwhelmingly like the haha reaction, which tells me that I should focus on writing content with a slightly humorous tint to best engage this audience. ဘာလို့ဆိုလာလဲဆိုတော့လူတွေကဟာတာပို့ကြိုက်တယ်ပေါ့ဆိုလိုတော့တနည်းအားဖြင့်လို့ပြန်တွေးလို့ရပါဘောနော်ဟာတာကြိုက်တော့ကိုယ့်ရဲ့တုံးပေါ့ right တုံးက funny တုံးဖြစ်နေတာပေါ့နော်ဥပမာဆိုရင်ခုကျွန်တော်စဉ်းစားနေကျွန်တော်တောင်နောက်တစ်ခု program တစ်ခုစီစဉ်းစားနေတာပေါ့နော်ဟို bidding ကို funny တုံးနဲ့ဟောခိုင်းမလို့ပေါ့နော်အဲ့ဒါမျိုးရှိတယ်ပေါ့အဲ့ဒီသဘောမျိုးပဲပေါ့ And now we have all this great data. How do we pull this together into a data-driven content strategy? Well, it's really simple. A, we know we need a strategy because there's a ton of competition out there and the engagement's dropping a bit. We're going to make sure we have a presence on Facebook, Twitter, and Reddit and use all three networks to push our content. We're going to publish primarily educational content. We're going to focus on those what posts and make sure we're teaching our audience something when they read our content. We know we can publish any day of the week. We're not too worried about that. We're going to focus on a 1,000 to 2,000 word space and a 3,000 plus word space. We're going to try to have a bit of a humorous tone when we write our content. That's it. It's really that simple. You pull that together into what we call a data-driven content strategy. That gives you the overarching guidelines for how you should publish content and how you're going to generate more engagement and hopefully bring some clarity to your work day to day. So thank you for listening. I hope you enjoy the rest of your day. အဲ့ကြတော့ဒါကျွန်တော်တို့အကြမ်းမြင်ပေါ့နော် Boostmo ကိုကျွန်တော်တို့သုံးတဲ့အချိန်မှာဟွာပေါ့နော်ဘယ်လိုတွေအကျိုးကျေးဇူးရနိုင်လဲဆိုတာ summary လုပ်ပြလိုက်တာပေါ့နော်ဆိုလိုတာကြတော့ခုနလိုဟိုဒါရှေ့မှာကျွန်တော်ပြောလို့ပေါ့နော်ကျွန်တော်တို့မြန်မာတွေရဲ့ data တွေကလေဟိုမရှိထားတော့ကြလေဟိုပြောရခက်တယ်ပေါ့ပြောရခက်တယ်ပေါ့ဆိုဒီ software တွေသုံးပြီးတော့ပေါက်မလားဆိုတာကြတော့အရန်ပြောရခက်တယ်ပေါ့နော်ဟိုကျွန်တော်တို့ကတော့ဟို digital company working for international company တွေအတွက်အလုပ်လုပ်နေတော့ကျွန်တော်တို့ဒီ software တွေသုံးတတ်မှရမှာပေါ့နော်ဟိုဒါပေမဲ့ကျွန်တော်တို့မြန်မာပြည်မှာကြတော့ဟိုမြန်မာ insight data ရဖို့ကျွန်တော်တို့မှာအဲ့ဒါအခက်ခဲ barrier တစ်ခုရှိတယ်လို့တော့ကျွန်တော်အနေနဲ့ယူဆတာပေါ့နော်ကျန်တဲ့လူတွေလည်းတော့ဘယ်လိုမြင်လဲတော့မသိဘူးပေါ့နော်အဲ့ gap ကို fill လုပ်နိုင်လေကျွန်တော်တို့ data မြန်မာပြည်ရဲ့ data risk ဖြစ်အောင်ကျွန်တော်တို့လုံလာနေခုနက software တွေလည်းကျွန်တော်တို့သုံးလာဖို့များမှာပေါ့နော်နောက်တစ်ခုကခုနလိုပေါ့နိုင်ငံရဲ့အဆင့်တန်းလည်းမူတည်တာပေါ့နော်ဘာလို့ဆိုတော့ even ခုဒါကျွန်တော်တို့ကတချို့ဟာတွေတချို့ AI တွေပြောတော်ညာလဲဥပမာ for example Google မှာဆိုရင်ကျွန်တော်တို့ Google မှာ300တွေအများကြီးပဲဒါပေမဲ့ Google မှာခုဆိုရင်ခုမိုက်နေတာခု Facebook တို့ TikTok တို့မှာဟော့နေတာပါလဲ Google FH လား Google FH software ကပို့ပြီးတော့ဟိုလူကြိုက်များတယ်ပေါ့နော် Google FH software ကပို့ပြီးတော့ဟိုလူဟိုတော်တော်မိုက်တယ်ပေါ့နော်ပုံတွေထုတ်တာတွေတော်တော်ကောင်းတယ်ဒါပေမဲ့ for example အဲ့ဒါဆိုရင်ဘာဖြစ်ဘူးလဲမြန်မာပြည်မပေးဘူးလေ
ကျွန်တော်တော့ရင် VPN ခံတော့မှာအခြားမြန်မာ account မဟုတ်တဲ့ account တစ်ခုနဲ့ဖွင့်ပြီးဝင်မှရမှာလေစဖြစ်ပေါ့နော်ကျွန်တော်တို့မှာတော့ဒီလို challenges ရှိတယ်ဒါပေမဲ့ anyhow အခုအဲ့ challenges တွေထဲမှာအခုကျွန်တော်တို့အလွယ်တကူရနိုင်တဲ့ဟာလေးတွေပေါ့နော်အခုလိုမျိုး campus တစ်ခုကိုကောင်းကောင်းသုံးနိုင်ကိုကျွန်တော်တို့အဆင်ပြေတယ်ပေါ့နော်ဟုတ်ပြီအဲ့ဆို Grammy လေးကိုနည်းနည်းကြံမြင့်စာဖတ်ပြီးကျွန်တော်တို့ဒီနေ့ဝိုင်းရလောက်အောင်နော်Grammy ကတော့ခုနကကျွန်တော်ပြောလို့ပေါ့နော် Grammy ကတော့ writing assistant 2ဖြစ်တယ်ခုနကကျွန်တော်ပြောလို့ grammar တွေချက်ပေးတယ် spelling တွေချက်ပေးတယ် punctuation style တွေကိုသူကပြင်ပြီးတော့ပေးမယ်ပေါ့ဆိုတော့ခုနကသူ့ရဲ့ကျွန်တော်တို့ goal မှာ comment ပေးလိုက်အောင်ပဲပေါ့နော်ငါတို့ကခုနကလို့ပေါ့ funny တုံးရေးမယ်ဆိုရင်သူက funny တုံးပြန်ပြင်ပေးမှာဥပမာကျွန်တော်တော့အင်္ဂလိပ်လိုရေးထားပေါ့နော်အတီအတန့်ပေါ့နော်this is blah 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 ဆိုခန့်ခန့်ညာညာကျွန်တော် professional ဆရာဝန်တယောက်အနေနဲ့ရေးထားတယ်ဒါပေမဲ့ကျွန်တော်ရဲ့ audience ကဟာတာသဘောမျိုးနဲ့မှဖတ်တဲ့လူတွေဆိုရင်ကျွန်တော်ဗာလဲအဲ့ကျွန်တော်ပြန်ပြင်မရေးချင်တော့ဗျာကျွန်တော်လည်းနောက်တစ်ခုကကျွန်တော်ရေးတဲ့ချိန်မှာရေးတဲ့မှာ funny တုံးအဲ့ကျတော့ဗာလို့လဲAI ကို funny တုံးပြန်ပြင်ရေးခိုင်းလိုက်မှာပေါ့ငါကြတော့ကျွန်တော်အတီးတန်ရေးထားတဲ့စာတွေကဗာဖြစ်လဲနည်းနည်းသူတို့ရက်သားနားလည်မဲ့ funny တုံး style ဖြစ်သွားမှာပေါ့เนาะဒါမျိုးတွေပြောင်းမှုတွေဆိုရင်သုံးလို့ရတယ်ပေါ့เนาะavailable browser extension လည်းရတယ် desktop app လည်းရတယ် mobile လည်းရတယ်ပေါ့เนาะဒီမှာဆိုရင်လည်းကျွန်တော်တို့ထပ်ထည့်လို့ရတယ်ဒါပေမဲ့ကျွန်တော် Microsoft ကတော့ကျွန်တော်ဒီမှာ orally editor နဲ့ဟိုပါပေါ့เนาะကိုပိုင်းတော့ပါနေပြီးသားဆိုတော့လေကျွန်တော်တော့ထပ်မထည့်တော့ခုနကထည့်ကြည့်တယ်ထည့်လို့တော့ရတယ်ဒါပေမဲ့ကျွန်တော်မှာဒီမှာထောက်လိုက်တာနဲ့ကျွန်တော်မှာကိုပိုင်းတော့ပါနေပြီးသားဆိုတော့ကြာလေဒီထောက်လိုက်တိုင်းမှာကျွန်တော်မှာကိုပိုင်းလောနဲ့ကျွန်တော် edit လုပ်လို့ရနေတာဆိုတော့ကျွန်တော်တော့ထပ်မထည့်တော့ဘူးပေါ့နော်။ဘာလို့ဆိုတော့ကျွန်တော် Microsoft ကတော့ license နဲ့ဝယ်သုံးထားဆိုတော့ကိုပိုင်းလောပါနေတဲ့အတွက်ဒါကတော့ကိုပိုင်းလောတော့ကျွန်တော်ကတော့ adjust လုပ်သွားလို့ရတယ်ပေါ့နော်။ဒီကလို့မရှိတဲ့လူတွေဆိုရင်တော့ကျွန်တော်တို့ခုနကကိုပိုင်းလောတစ်ခါတည်းကြလဲကိုပိုင်းလောမကြိုက်တဲ့လူလည်းရှိမှာပေါ့နော်။ကိုပိုင်းလောမကြိုက်တဲ့လူကြလဲဒီမှာကျွန်တော်တို့ဒီ add-in ကနေပြီးတော့ရှာပြီးထည့်လိုက်လို့ရတယ်နော်။ add-in browser ကနေပြီးတော့ခုနက Grammy လို့ပါလို့ရှာပြီးတော့ထည့်လိုက်လို့ရပါတယ်။ဒီမှာ AI extension တွေကိုအများကြီးပဲပေါက်တော့လို့ပဲဒါပေမဲ့တစ်ခုကောင်းမဲ့သုံးပေါ့နော်တစ်ခုကိုပဲ expert ဖြစ်အောင်လုပ်ပါနော်အဲ့ဒါကျွန်တော်နောက်နေ့ပြောဖို့ talk တစ်ခုရှိတယ်ဗျာအဲ့ဒါကျွန်တော်ရေးထားတာရှိတယ် talk ကလေခုနကကျွန်တော်အဲ့ဒီမှာထောက်လိုက်တယ်နော်ခင်ဗျားတို့လည်းမြင်လိုက်မှာပဲAI နေပေါက်တော့ပဲ AI နေပေါက်တော့ပဲဆိုတော့ဘာဘယ်လိုသုံးမလဲဘယ် AI ကိုသုံးမလဲဆိုတဲ့ပြဿနာပေါ့နော်အဲ့ issue ပေါ့ဆိုတော့AI ကဘာကြီးမှာ AI အခက်ခဲပေါ့ AI ကဘာကြီးရဲ့ AI အခက်ခဲအဲ့ talk ကကျွန်တော်နောက် maybe ဒီလကောင်လာဖြစ်ကျွန်တော် talk တစ်ခုစီစဉ်ထားတာရှိသေးတယ်အခုလောဆယ်တော့ဒါအခုကျွန်တော်တို့ခင်ဗျားတို့ဒီ content writing နဲ့ဆက်သွားအောင်လို့ AI in content creation ဆိုပြီးကျွန်တော်ကစီစဉ်ထားတာရှိတယ်ပေါ့နော်လာမယ့်ပတ်ဒီချိန်မဲ့ပေါ့နော်ဟုတ်ပြီကြတော့ benefit of Grammarly မှာကြတော့ခုနပြောတော့ကိုယ့်ရဲ့စာရေးသားတဲ့ accurate ဖြစ်တဲ့ reliable ဖြစ်တဲ့ suggestion တွေသူကပေးလို့ရတယ်ကြတော့ခုနလိုရှေ့မှာ Premiere သုံးမယ်ဆိုကျွန်တော်ဗာဆက်လို့ရတယ် plagiarism စစ်လို့ရတယ်နော်ကိုကကျောင်းဆရာဆိုရင်ဒီ Grammarly ဝယ်ထားလိုက်မယ်ဆိုရင်ကိုကျောင်းသားတွေ plagiarism AI ရေးထားလားတော့သူရေးထားလားကိုကစစ်လို့ရတယ်ပေါ့နော်ကြတော့ Grammarly ရဲ့ key feature တွေကတော့ခုနပြောလို့ grammar and spelling check တွေရှိတယ်တုံးထီတက်တာတွေဖြစ်တယ်ကြတော့ clarity suggestion တွေပါမယ်custom goal ပေါ့ခုနကျွန်တော်ပြောလို့ပေါ့ကိုယ့်ရဲ့ audience ပါလဲဘယ်လိုတုံးနဲ့ပြောစေချင်တာလဲပေါ့နော်Grammarly ကဘယ်မှာသုံးများလဲခုကျွန်တော်အခု email မှာတော့ကျွန်တော်ထည့်ထားလိုက်ပြီကျွန်တော် Gmail မှာထည့်လိုက်တယ်Gmail မှာဆိုရင်သူထည့်ပြင်ပေးတယ်ပေါ့နော် Gmail မှာထည့်ထားပြီuse of email blog post social media academic writing မှာလုပ်လို့ရတယ် review suggestion အဲ့ဒါကိုသူဟာကိုကြိုက်တယ်ဆိုရင်ကိုက apply လုပ်လိုက်အောင်ပဲပေါ့နော်ပြီးတော့plagiarism check ကတော့ခုနက premier level မှာရမှာပေါ့နော်အဲ့ဒါရှိမယ်နောက်ခုကကျွန်တော်ခုနက video ဖွင့်ပြလိုက်တယ်ပေါ့နော်ကျွန်တော်လက်တွေ့တော့မသုံးပြတော့ဘူး Booksmo ကပတ်စံ issue တွေလည်းဇရာရှုပ်လို့မို့ကျွန်တော်ခုနကသူ့ရဲ့ video ပဲပြလိုက်တော့ပေါ့နော် Booksmo ကကြတော့သူကဘာလုပ်ဖို့လဲ do for discover the trend topicခုဘာ topic ခေတ်စားနေတာလဲအဲ့ဒါမျိုးပေါ့ခုဘာ trend ဖြစ်နေတယ်လဲပေါ့ကျွန်တော်မမလိုပြောရင်တော့ဘာ trend ဖြစ်နေတယ်လဲအဲ့ဒါတွေကို analyze လုပ်မယ်လုပ်ပြီးတော့ဘယ် content ကို creation လုပ်ရင်ပေါက်မလဲဆိုတာကိုကျွန်တော်တို့က analyze လုပ်တဲ့ဟာပေါ့ဒါခုနကကျွန်တော်တို့တကယ်ဟို marketer content marketing ကို professional ကြထဲဝင်လုပ်မယ်ဆိုရင်တော့ဒီ professional နည်းလမ်းတွေသိပြီးသုံးတတ်ဖို့လိုပါတယ်နော်မြန်မာပြည်မှာလို့ခုနကကျွန်တော်ပြောလို့ပေါ့မှုတ်လန်းစုပ်လန်းရုပ်လန်းနဲ့မှန်းလို့စမ်းလို့ရမ်းလို့ပြီးတော့ပေါက်တဲ့ marketer မျိုးမဖြစ်ချင်မဲနဲ့တကယ်ကို professional ကြပေါက်တဲ့သေချာလောက်တတ်တဲ့ marketer မျိုးဖြစ်ချင်တယ်ဆိုရင်တော့ဒီ Booksmo ကိုကျွမ်းကျင်သုံးတတ်ဖို့လိုတယ်ဒါပေမဲ့မြန်မာပြည်ရဲ့အခက်အခဲကြလဲမြန်မာ data တွေ input လုပ်မရတော့ကျွန်တော်တစ်ချက်တော့ပြန်ပြီးတော့ဒါတွေကကြည့်ဖို့လိုပါတယ်ဒါပေမဲ့ကွာ international content creator marketer သွားမဲ့လူတွေအတွက်ဆိုရင်တော့ဒါတွေကမရှိမဖြစ်လိုပါတယ်
အားကြတော့ခုနကလို့ပေါ့ Bruce Mo မှာဆိုရင်ခုနက topic discovery ပေါ့နော်ကိုကဘယ် topic ကိုပြောမလဲခုနကျွန်တော်ပြောလို့ပေါ့မြန်မာလက်ဖက်အကြောင်းပြောမလားမြန်မာကြောက်စိမ့်အကြောင်းရေးရမလားကိုအပ်တဲ့ client ပေါ်မူတည်တာပေါ့နော်ကိုရဲ့ client ကဟိုဒီမှာစိမ့်ဆိုင်ဆိုရင်စိမ့်နဲ့ပတ်သက်တဲ့ topic တွေကိုဘယ်လူတွေကဘယ် topic ကိုစိတ်ဝင်စားရလဲစိမ့်နဲ့ဥပမာဆိုရင်ဒါမြန်မာမှာဆိုရင်စိမ့်အတူစစ်ခွဲတာစိတ်ဝင်စားလာအဲ့ topic ကိုရေးပြီးတော့ content creation လုပ်ပြီးတော့ကိုစိမ့်ဆိုင်ကိုကြောညာမလားစသဖြင့်ပေါ့နော် topic discovery လုပ်တယ် competitor analysis ကိုရဲ့ပြိုင်ဘက်တွေကဘယ်လို strategy သုံးနေတယ်ဘယ်လိုတပ်ပုံနေနဲ့ဘယ်လိုဆွဲဆောင်နေလဲဘယ်လို topic တွေကိုရေးနေလဲဆိုတာတွေကို competitor analysis လုပ်လို့ရဒါတွေကနောက်နေ့ကျွန်တော်ဆက်သွားပြီး detail သွားလို့တော့ရတယ်ပေါ့နော် competitor analysis သွားလို့ရတယ်နောက်က influencer identification ဘယ်သူ့ကိုသုံးရင်ကိုကပေါက်မလဲနော်ဘယ်သူ့ကိုသုံးရင်ပေါက်မလဲဆိုတာဒီမှာကျွန်တော်က Grammarly ကဒီမှာဝင်နေတယ် file လောက်မှာလာတယ်ဒီမှာ Grammarly ကဒီမှာကျွန်တော်ဒီမှာသူက suggestion လာဝင်နေဆိုကျွန်တော် web နဲ့ပါချိန်ထားရတော့ရှိသွားပြီနော်ကျွန်တော် web နဲ့ပါချိန်ထားတယ်ကြတော့influencer identification ကကြတော့ဘယ် influencer နဲ့လုပ်ရင်ပေါက်မလဲပေါ့စသဖြင့်ပေါ့နော်ဒါမျိုးတွေရွေးလို့ရတယ်နောက်တော့ performance metric ပေါ့နော်ကိုက post ခုတင်လိုက်ပြီဆိုခုနကကျွန်တော်တို့က post မတင်ခင်လဲ analysis လုပ်လို့ကို post တင်ပြီးရင်လဲကို post ကဘယ်လောက်ပေါက်တယ်လဲပေါ့နော်measure engagement share and the black link တွေကိုကျွန်တော်တို့ကကြည့်လို့ရတယ်ပေါ့နော်ကြတော့ Bruce Mo မှာဆိုရင်ကျွန်တော်တို့သုံးလို့ရတာ content research တွေခုနကကျွန်တော်ရဲ့ topic base ပေါ်မူတည်ပြီးဘယ် keyword တွေထည့်ရင်ကျွန်တော်တို့ topic ကပေါက်မလဲဆိုတာတွေကိုလေ့လာလို့ရတယ်နောက်က black link analysis ဆိုတာက identify the website linking to the suspicious content ပေါ့နော်ဒီသက်ဆိုင်ရာ topic နဲ့ content နဲ့ဆိုင်တဲ့ဘယ် website ကိုတင်ရင်ကောင်းမလဲဆိုတော့black link analysis တွေကိုရတယ်ပေါ့ခုနကဆိုရင်သူတို့ analysis လုပ်လိုက်တော့ဗာလဲReddit ရဲ့ Facebook ရဲ့တင်အကောင်းဆုံးပေါ့အဲ့လိုမျိုးထွက်လာတယ်ပေါ့နော်ဒါမျိုးပဲကျွန်တော်တို့ကလည်းဘယ်ကျွန်တော်တို့ရဲ့ topic တွေ content တွေကိုဘယ်မှာကြော်ညာရင်ပေါက်မလဲဆိုတော့ black link analysis တွေ social media insight ပေါ့နော်ဘယ် platform မှာဒီ content ကဘယ်လောက်အလုပ်လုပ်နေလဲဆိုတာတွေ measure လုပ်လို့ရတယ်နောက်ကျတော့ကိုယ့်ရဲ့ competitor တွေကဘာတွေတင်လဲဆိုတာလက်ယူထားလို့ရတယ်နော်ဒါတွေကရှေ့ professional အနေနဲ့ Bruce Mo Intel လောက်သွားတဲ့ချိန်ကျတော့ဒါတွေကပို့ပြီးတော့သိလာပါလိမ့်မယ်ပြော best practice အနေနဲ့ကတော့use the keyword search to identify the trend topic ပေါ့နော်ခုနက Bruce Mo ကခုနကလို့ topic ရှာတာတွေသုံးတယ်ခုနက analysis strategy ကဘယ်လိုစကားလုံးတွေရေးမယ်စကားလုံး lens ကဘယ်လောက်ရှည်ရမယ်ဘယ် website မှာတင်မယ်ဘယ်နေ့မှာတင်မလဲစသဖြင့်ပေါ့နော်ဒါတွေ analysis လုပ်တဲ့နေရာမှာ Bruce Mo ကအသုံးကြတယ်ပေါ့နော်နောက်ကျတော့ဘယ် influencer နဲ့အလုပ်လုပ်မလဲဆိုတာတွေကသူကလမ်းညွှန်ပေးနိုင်ပါတယ်တဲ့နော်ကြတော့သူတို့ရဲ့ဒီဒါဆိုရင်ခုကျွန်တော်တို့ဒီနေ့ဆွေးနွေးတာတဲ့2-3ခုဆိုရင်သူတို့ရဲ့အားသာချက်တွေပေါ့ဥပမာဆိုရင် Canva ဆိုရင်ခုနကကျွန်တော်တို့အဓိက graphic design အတွက်ကိုအသုံးများမယ်သူရဲ့အားသာချက်ကဘာလဲ ready-made template တွေပဲ brand kit တွေထွေးလုပ်ရတယ် limitation ကတော့ limits တဲ့ advanced feature တွေကိုသူက limit ဖြစ်တယ်ဥပမာ video editing ဆိုရင်ကျွန်တော်တို့ကတ်လို့သူလုပ်လို့မရဘူးဗျာဒါသူရဲ့ limited ဆိုတော့ဒါသူရဲ့ limitation နဲ့ဒါ video editing လုပ်ဖို့ရလို့ဆိုသိတယ်ဗျာနောက် Canva မှာလုပ်တာနဲ့ကတ်မှာလုပ်တာဆိုကတ်မှာပဲလုပ်ချင်ပါပဲနောက်ဆိုကက်မှာတိကျ Canva ထက်ပိုပြီး2စုံတယ်လေနော်အဲ့ဒါရှိမယ်ပေါ့နော် Grammarly ကကျတော့ writing and editing လုပ်တယ်သူရဲ့အားသာချက်က grammar ချက်ပေးတယ် library လုပ်တဲ့တုံးတွေပြောင်းပေးလို့ရတယ် limitation ကတော့ may misinterpret the complex text နော်တချို့ complex text တွေဆိုရင်သူကနားလည်မှုလွဲသွားနိုင်တယ်ပေါ့နော်Bruce Mo ကတော့ခုနကျွန်တော်ပြောလို့ကျွန်တော်တို့ဘယ်လို content တွေကိုသင်မလဲ content research analysis လုပ်လို့ရတယ်သူက topic discovery တို့ competitor analysis တွေလုပ်လို့ရတယ်သူရဲ့ limitation ကဈေးတော်ကြီးတယ်အားကြောင့်ကိုဆရာတို့ဝင်မပြတာလေသူကဟိုတွေကပတ်စံသူကဘာမှမလုပ်ရတယ်သူကပတ်စံကောက်ဖို့အရင်စဉ်းစားနေရဆိုတော့လေအားကြောင့်သူရဲ့ဗီဒီယိုတွေကနေတစ်ဆင့်မဲ့ Bruce Mo ဘယ်လိုလုပ်သလဲဆိုတာကိုကျွန်တော်တို့လမ်းလုပ်လို့ရမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ရဲ့ဒီပေါ့နော်ဒီ10ပတ်တလားကျွန်တော်တို့ရဲ့သင်တန်းအကြမ်းများတော့ပြီးဆုံးသွားပြီပေါ့နော်ဘယ်လိုတွေနားလဲကြလားမလဲကြလားတော့ကျွန်တော် feedback တွေတော့ပြန်ပေးကြအောင်ပေါ့နော်အဆင်ပြေကြလားတော့မသိဘူးဘာတွေထပ်သိချင်လဲဟုတ်ပြီပါဆရာဟုတ်ပြီဆိုရင်ကျွန်တော်ဆရာနားလဲပါရဲ့ရှင်ဆရာevaluation form လေးနဲ့ဟိုနေပြောမှာနောက်ကျgroup မှာပဲဖြစ်ဖြစ်ဒါမှမဟုတ် individual ဖြစ်ဖြစ်group ပဲတင်ထားလိုက်ပေါ့နော်ခင်ဗျားတို့ရဲ့ English နာမည်စလုံးပေါင်းလေးလေနောက်ဆိုကျွန်တော် certificate ထုတ်တဲ့အချိန်ကျတော့နာမည်စလုံးပေါင်းတွေလွဲကုန်မှာဆိုလို့လေနော် group မှာထုတ်လာပြင်ကျွန်တော်maybe ဒီတရက်နေ့အတွင်းမှာevaluation form လေးကိုပို့လိုက်မယ်အဲ့ဒါလေးလည်းဖြည့်ပေးမယ်ဖြည့်ပေးပြီးတော့ကျွန်တော်တို့ certificate ပို့ပေးမယ်ပေါ့နော်အဲ့ဒါရှိမယ်ပေါ့နော်လာမယ့်အပတ်မှာလည်းregister လုပ်ထားကြပါဘောနော်လာမယ့်ပတ်မှာလဲကျွန်တော်ရဲ့ပေါ့နော် AI in
ဟိုပါပေါ့နော်ဒါပေမဲ့ဒီဟာတွေ web base တော့သွားမှာပဲပေါ့နော်ဒီထက်လည်းပို့ပြီးပြောနိုင်ရင်လည်းပြောနိုင်မယ်ပေါ့နော်နည်းနည်း design မတူအောင်လို့စဉ်းစားတာပေါ့အဓိကတော့ပြောမဲ့ format ကတော့ခုနကကျွန်တော်ရေးထားသလိုပေါ့ကျွန်တော် idea creation ကနေခုနကလို့ပေါ့ Bruce Mo ပြင်ကျွန်တော်ချားပါ300လဲရမလဲတော့ဒီကြားထဲလေးလာအောင်ပဲပေါ့နော် Bruce Mo idea တစ်ခုကို idea ကနေတစ်ဆင့်ခုနကလက်တွေ့ဟို content creation လုပ်တဲ့အထိပေါ့နော် AI တွေကိုကျွန်တော်တို့ဘယ်လိုသုံးလဲဆိုတာကိုစဉ်းစားပြီးတော့ဟိုဆွေးနွေးကြတာပေါ့နော်ဆရာတို့လည်းသုံးနေတာလည်းရှိနေရပဲဆိုတော့ကြာလေနော်အဲ့ဒါလေးကိုစူးစမ်းပြီးတော့ idea နေကျွန်တော်တို့ creation လုပ်တယ်လို့ပေါ့ခုနကသတင်းလုပ်တယ်မျိုးလဲလက်တွေ့လုပ်ပြကောင်းလဲလုပ်ပြလိမ့်မယ်ဒါမှမဟုတ်အခြား topic တစ်ခုပေါ့နော်အခြား design content တစ်ခုကိုလည်းကျွန်တော်စဉ်းစားပြီးတော့လုပ်တာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါလေးတွေတွားဖို့တော့စီစဉ်ထားတယ်ပေါ့နော်လာမဲ့ပတ်မှာဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်မနေ့ပြန်တစ်ပတ်ခါကိုကျွန်တော်ဟိုနာမည်လေးတွေရေးပေးထားပါတော့ကျွန်တော်ပြီးတဲ့အချိန်ကျ certificate လေးပို့လိုက်ပါပေါ့နော်အဲ့ဆိုရင်ဒီနေ့ဒီလောက်ပဲနော်အားလုံး bye bye see you next week ပေါ့ register ဖြည့်လို့ရရင်လည်းဖြည့်ပေးထားကြပါအောင်နော်အဲ့ဟိုတော့လာမဲ့ talk အတွက်လေဟုတ်ဆရာကျွန်တော်လူတွေကတော့ပြန်လို့ရှိပါတော့ကျွန်တော် Zoom link ဒီ group ထည့်ပေးလိုက်လို့ရပါပေါ့နော်ဒီလိုကျန်တဲ့မိတ်ဆွေတွေတက်မဲ့လူတွေကြာလဲ form ဖြည့်ထားမှသူက online တက်မယ်ဆိုမှကျွန်တော်ကZoom link ထည့်ပေးလို့ရမှာပေါ့နော် Zoom link ပို့ပေးလို့ရမှာပေါ့နော်โอเคပါဆရာဟုတ်ကျေးဇူးပါဆရာဟုတ်ဟုတ်ကဲ့အဲ့ဆို see you ဟုတ်ဟုတ်ဆရာကျေးဇူးပါဆရာ